ပရိသန်ဒီအခန်းလေးကိုအနှစ်ချုပ်လေ့လာကြည့်ရအောင်ဒီပရိသန်ဒီအခန်းမှာအပိုင်း၄ပိုင်းလေးခွဲပြီးတော့မှလေ့လာတယ်ဆိုရင်သိမခက်တော့ပါဘူးပထမတစ်ခုကကျတော့ဒီပရိသန်ဒီရဲ့အဓိပ္ပာယ်လေးကိုလေ့လာမယ်ဒုတိယအုပ်စုကတော့ဖြင့်ပုဂ္ဂိုလ်လေးကိုလေ့လာမယ်တတိယအုပ်စုကတော့ဖြင့်ဟိုဘဝကတည်သွားတဲ့ပုဂ္ဂိုလ်နဲ့ပြန်မွေးဖွားတဲ့သူကတူတလားမတူဘူးလားဆိုတဲ့ပတ်သက်ပြီးတော့မှလေ့လာမယ်နံပါတ်3ကကျတော့တတ္တဝတအူမှာရှိတဲ့အရာဆိုပြီးတော့မှအဲ့လိုမျိုး၄ချက်လေးလေ့လာတယ်ဆိုရင်ဒီပိဿာနေအခန်းကတိတ်ပြီးတော့မှမခက်ပါဘူးပထမဆုံးဆိုနံပါတ်1ပိဿာနေအဓိပ္ပာယ်တွေတွားကြည့်ရအောင်ပေါ့နော်ပိဿာနေပါဠိတော်ကကျတော့ဖြင့်ပရိသန္တိပေါ့နော်မြန်မာလိုကြရင်တော့ပုတ်လေးနှစ်ခုခွဲလိုက်မယ်ဆိုတော့ပရိယေတန္တိယေဆိုပြီးတော့မှနှစ်ခုရှိတယ်ပေါ့နော်တစ်ခုကကျတော့ဦးဇင်းတို့ဗာလဲဆိုရင်ဒီပရိယေအဓိပ္ပာယ်လေးကကျတော့တဖန်ဆိုတဲ့အဓိပ္ပာယ်လေးတန္တိကကျတော့ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်နှစ်ခုပေါင်းလိုက်မယ်ဆိုတော့သေဆုံးပြီးတဲ့နောက်မှာနောက်တဲ့ဘဝတစ်ခုပြန်ပြီးတော့မှဆက်ချင်းပြန်လဲမွေးဖွားခြင်းကိုပိဿန္တိလို့မလိုက်မယ်ပိဿန္တိအဓိပ္ပာယ်ကိုဒီလိုလေးမလိုက်ရင်ဆိုရင်ရပြီနောက်နံပါတ်2ကကျတော့ပုဂ္ဂိုလ်လေးကိုလေ့လာကြမယ်ပုဂ္ဂိုလ်မှာကတော့ဖြင့်နှစ်ပိုင်းလေးမှတ်မယ်ပေါ့နော်နောက်ဘဝပြန်မဖြစ်မဲ့ပုဂ္ဂိုလ်ဒါရဟန္တာပုဂ္ဂိုလ်ပြောတာပေါ့နော်နောက်တစ်ခုကကျတော့နောက်ဘဝပြန်ဖြစ်မဲ့ပုဂ္ဂိုလ်ဆိုပြီးတော့မှပုဂ္ဂိုလ်လေး2ယောက်ခွဲပြီးတော့မှလေ့လာပါအရင်ဆုံးနောက်ဘဝပြန်မဖြစ်မဲ့ပုဂ္ဂိုလ်ကြောင့်လေးကိုတွားကြည့်ရအောင်နောက်ဘဝပြန်မဖြစ်ဖို့ရန်အတွက်ပြန်မမွေးဖွားတယ်ပြန်မဖြစ်ဖို့ရန်အတွက်အချက်3ချက်ရှိတယ်တစ်ချက်ကကျတော့ယောနိသောမနတိကာရအကြောင်းရယ်နောက်တစ်ခုကကျတော့မက်ပညာဖို့ပညာရယ်အစိမေဥပဒနာပေါ့ဗျာအစိမေဥပဒနာပညာပေါ့နော်အဲ့ဒါအကြောင်းရယ်နံပါတ်3ကကျတော့အခြားကုသိုလ်တွေပေါ့နော်အခြားကုသိုလ်ဆိုတာကသီလတတ္တာဝိတ္တိယတိတမာတိပညာအဲ့ဒါတွေရှိတယ်ဆိုရင်နောက်ဘဝပြန်မဖြစ်ဘူးတဲ့ဒါလေးမှလည်းနော်နောက်တစ်ချက်ကကျတော့ကိလေသာမရှိတဲ့အတွက်ကြောင့်မို့နောက်ဘဝပြန်မဖြစ်ဘူးဒါမျိုးလေးမှတ်လိုက်မယ်နော်နောက်တစ်ခုကကျတော့ဦးဇင်းတို့ဘာဆိုရင်ဟေတုကံပေါ့နော်ပစ္စယကိလေသာအဲ့ဒါတွေကိုပယ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့တဲ့နောက်ဘဝပြန်မဖြစ်တာကိုသူ့ကိုယ်သူသိတယ်တဲ့ဥပမာဘာနဲ့မှတ်မလဲဆိုရင်စဘာဆိုင်တဲ့ဥပမာလေးနဲ့မှတ်ပေါ့နော်စဘာဆိုင်တဲ့ပုဂ္ဂိုလ်ဟာသူစဘာတွေထွန်ရခြင်းစိုက်ပျိုးခြင်းမရှိထားဘူးဆိုရင်စဘာတွေသိမ့်စရာဘာမှမရှိဘူးလေအဲ့လိုသိထားတာပေါ့အဲ့စဘာဆိုင်တဲ့ဥပမာလေးကသူကရှင်းပြတယ်နောက်တစ်ခုကကြောဘာလေးမှမလဲဆိုရင်နောက်ဘဝပြန်မဖြစ်မဲ့ပုဂ္ဂိုလ်ယန္တာပုဂ္ဂိုလ်ဟာတဲ့နော်ခန္ဓာကိုယ်ကြီးရှိနေတဲ့အတွက်ကြောင့်မို့ကာယကဒုက္ခကိုတော့ဖြင့်ခံစားသေးတယ်သို့တော်လည်းပဲကိလေသာမရှိတဲ့အတွက်ကြောင့်မို့စေတိကဒုက္ခကိုတော့ဖြင့်မခံစားရပါနော်ယန္တာပုဂ္ဂိုလ်ကကာယကဒုက္ခကိုခံစားတော်လည်းပဲကိလေသာမရှိတဲ့အတွက်ကြောင့်မို့တဲ့ဒီအစိမ်းကိုတဲ့မဲ့အောင်မလုပ်သလိုမျိုးအချိန်မတန်သေးရင်အတင်းသေးမှာမဟုတ်ဘူးတဲ့နော်လကဇပမာတေရမဲ့ဒီလကဇပမာတဲ့နော်တေရမဲ့အချိန်လေးကိုတော့ဖြင့်သိနေတယ်ဒါမျိုးလေးမလိုက်မေနော်နောက်ပုဂ္ဂိုလ်ကကျတော့နောက်ဘဝပြန်ဖြစ်မဲ့ပုဂ္ဂိုလ်ဘာကြောင့်လဲဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီကိရိတာရှိတဲ့ကြောင့်ဘုနောက်ဘဝပြန်ဖြစ်မယ်နော်နောက်ဘဝပြန်ဖြစ်မှာကိုသူ့ကိုယ်သူသိသလားဆိုတော့သိတယ်တဲ့ဥမာကကျတော့လေသမားဥမာပေါ့လေသမားတယောက်ကစိုက်ပျိုးတယ်မိုးလေဝသတွေကကောင်းတယ်စပားပင်တွေရှင်သန်တယ်ဖြစ်တယ်အဲ့ဒါဆိုရင်သူကဒီစပားတွေအများကြီးရမယ်ဆိုတာကိုကြိုပြီးတော့မှသိတယ်လို့ပဲနောက်ဘဝပြန်မဖြစ်တာကိုပြန်ဖြစ်မှာကိုလည်းပဲသူ့ကိုယ်သူသိတယ်တဲ့နော်နောက်အုပ်စုလေးကကျတော့နော်ဟိုဘဝကတည်တဲ့သူနဲ့ပြန်မွေးဖွားတဲ့သူတူသလားမတူဘူးလားဒါမှမဟုတ်မေးတဲ့အခါမှာကြာရင်ဆိုအဖြေလေးကတူသလားမေးတယ်ဆိုလည်းပဲမတူဘူးလို့မှတ်ပေါ့မတူဘူးလားမေးတယ်ဆိုရင်တူတယ်ဆိုလို့မှတ်လိုက်ရင်ဆိုရင်ရပါပြီနော်အဲ့ဒီပဲလေသူကဘာလဲဆိုရင်သူကလူတယောက်ကတည်ပြီးတဲ့နောက်မှာမွေးလာတဲ့သူလေးဟာတဲ့ဟိုးတည်တဲ့ပုဂ္ဂိုလ်တည်ဆုံးသွားတဲ့သူလည်းမဟုတ်ဘူးအခြားတရားပုဂ္ဂိုလ်လည်းမဟုတ်ဘူးတဲ့တိုးတော်လည်းပဲအဲ့နှစ်ခုကအဲ့နှစ်ယောက်ကဆက်စပ်မှုရှိတယ်တဲ့အဲ့မှာသူကဘာဥပမာနဲ့သူကပြတယ်လဲဆိုရင်နွားတို့ဥပမာနဲ့သူကဥပပြတယ်နွားတို့လေးကဒိန်ချင်းကနေပြီးတော့မှစီဦးတွေထောပအဲ့လိုလေးပြောလို့ရတာတဲ့အဲ့နွားတို့ကိုအမိပြုတ်ပြီးတော့မှဒါပြောင်းလဲသွားတာ
ပြောလို့ရမယ်သဘောတရားတစ်ခုကြီးဟာဆက်ဆက်ပြီးတော့မှအဲ့လိုမျိုးဖြစ်တာပေါ့အဲ့လိုပဲဦးဇင်းတို့ဒီနောက်ဘဝတည်သွားတဲ့ပုဂ္ဂိုလ်ဟာနော်မွေးဖွားတဲ့ပုဂ္ဂိုလ်နဲ့နော်တူတလားလို့မေးတဲ့ဆိုရင်မတူဘူးတူမတူဘူးလားမေးတဲ့ဆိုရင်တူတယ်ပေါ့နော်ဆက်ဆက်မှုတော့ရှိတယ်ဒါမျိုးကိုပြောလို့ရင်ဖြစ်ပါတယ်နော်နောက်ဆုံးအုပ်စုလေးကကျတော့ဦးဇင်းတို့ဒီတတဝတူမှာရှိရမယ့်အရာလေးတွေကိုမွေးလာတယ်ပြောလို့ရင်ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာအရင်ဆုံးကတော့ဖြင့်ဦးဇင်းတို့ကဒီယုတ်နံရဲ့အဓိပ္ပာယ်လေးမှတ်သားမယ်နော်ဝိသုဒ္ဓိမဲ့အလိုရဆိုရင်တော့စာကျင်နာကနံစာရကယုတ်နော်သွားကျင်နာကနံသွားရကယုတ်ဒါမျိုးလေးမှတ်မယ်နောက်တစ်ခုကကျတော့ဒီအဘိဓမ္မာအကျမ်းအရာလိုကြရင်တော့နော်ဒီအပုအေးစတဲ့စัจจิမဲ့အကြောင်းတရားအကြောင်းပြောလဲတတတွေကိုတော့ဖြင့်ရုပ်လို့မှတ်နော်အာယုံဘက်သို့စိတ်လှည့်ပေးတာညွတ်ပေးတာကိုတော့ဖြင့်နံလို့မှတ်နော်ရှင်နာကသီနာကတော့ဖြင့်တိတာထိရှာတာကရုပ်တိမ်မွေးပြီးလို့ခက်ခဲတာကကျတော့ဖြင့်နံဒါပိုလေးရုပ်နဲ့နံလေးကိုမှတ်လိုက်ရင်ဆိုရင်ရပါပြီမွေးဖွားတယ်ဆိုတာကတဲ့ရုပ်နံအနေနဲ့ဖြစ်တာကိုဆိုလိုတာတဲ့နော်ရုပ်ချီတတ်တဲ့နံကြီးတတ်ပြီးတာနေမနေနိုင်ဘူးရုပ်ကနံကရုပ်ကိုအပြန်လန်မီတီးပြီးတော့မှဖြစ်ကြတယ်တဲ့နော်ပြန်မီပြီးတော့မှဖြစ်ကြတယ်တကယ်လို့မြန်ရုပ်ချီတဲ့နံကြီးတဲ့ပြန်မဆက်ဘူးဆိုလို့ရှိရင်ရုပ်နံနှစ်ခုပေါင်းပြီးမှရုပ်ချီတဲ့နံကြီးတဲ့ပြန်မဆက်နိုင်ဘူးတဲ့ရုပ်နံနှစ်ခုပေါင်းပြီးတော့မှပြီးတနေတည်ကြတယ်အဲ့ဒီမှာသူကကြက်ဥမာလေးပေါ့ဗျာကြက်ဥလေးကအနှစ်လေးကလည်းပဲအကာကိုမီပြီးတော့ဖြစ်တယ်လို့အကာလေးကလည်းပဲအနှစ်ဥကွန်လေးကလည်းပဲအနှစ်ကိုမီတော့မှအပြန်လန်ဖြစ်ကြသလိုဒီမှာလည်းပဲရုပ်နဲ့နံခါဒီနှစ်ခုပေါင်းပြီးတော့မှပြည်တန်နေတာကိုဖြစ်ကြတယ်တခုတည်းကောင်းပြီးတော့မှတခုတည်းခွဲပြီးတော့မှမဖြစ်နိုင်ဘူးဒါမို့ပြောလို့ဖြစ်ပါတယ်နော်ယခုလက်ရှိမှာရှိနေတဲ့ရုပ်နာလေးကနောက်ဘဝသို့ပြန်ဆက်သွားခြင်းတော့မဟုတ်ဘူးတဲ့နော်ပြန်မဆက်သွားပြီမယ်လို့တဲ့နော်ပြီးတော့ခါကြဆိုရင်ယခုလက်ရှိကာယကနေပြီးတော့မှအခြားကာယတို့ပြောင်းရွှေ့သွားတဲ့အသက်အတ္တဝိညာဉ်ကောင်းဆိုတာမရှိဘူးတဲ့မရှိတော့လည်းပဲယခုလက်ရှိယုတ်နံသို့မဟုတ်ကာယဖြင့်အာကုသိုလ်လှုပ်ထားခြင်းကြောင့်မို့ထိုကုသိုလ်အာကုသိုလ်လှုပ်ထားခြင်းကြောင့်မို့တဲ့နော်ထိုအစွမ်းကြောင့်နော်အဲ့ဒီအစွမ်းအားကြောင့်မို့အခြားသောယုတ်ဓာတ်တွေကဖြစ်ကြတယ်တဲ့ဒါကြောင့်မို့လို့ပါဆိုရင်သူလှုပ်ထားတဲ့အာကုသိုလ်တွေကမလွတ်နိုင်ဘူးเนาะတည့်ရည်ဥမာလေးနဲ့သူကရှင်းပြတယ်အဲ့လိုမှတ်ထားနားလည်ဆိုရင်ရပါပြီเนาะဒီဘဝမှာတစုံတရာယုတ်နံသို့မဟုတ်ကာယအတ္တပြောင်းရွှေ့၍ပါမသွားဘဲနဲ့ဘဝပိတန်ဒီပြီးနောက်ဘဝမှာပိတန်ဒီတည်နိုင်တဲ့ဥမာစီမီဥမာလေးပေါ့ဗျာเนาะဒီဘဝကနေပြောင်းရွှေ့တာမဟုတ်ဘူးเนาะတိုးတော်လည်းပဲဦးဇင်းတို့ဒီဘဝကိုအကြောင်းပြုပြီးတော့မှနောက်ဘဝယုတ်နံနေဖြစ်တယ်ဆိုတာအသေးပဲလေးတော့မှတ်ရမှာပေါ့เนาะနောက်တစ်ခုကကျတော့ဦးဇင်းတို့ပါဆိုရင်ဒီဘဝကနေပြီးတော့မှတေဆုံးသွားပြီးတော့မှဓမ္မပြည်မှာဖြစ်တဲ့တတ္တဝါနဲ့ကတ္တမီရဒေသမှာဖြစ်တဲ့တတ္တဝါတွေကအချိန်တူချင်းရောက်ကြတယ်တဲ့ဥမာအကွာဝေးနှစ်ခုကိုဒီအနီးအဝေးအကွာဝေးနှစ်ခုကိုတဲ့เนาะစိတ်ဖြင့်သွားလျင်အတူတူရောက်တယ်လို့မျိုးเนาะဒါလေးကကျွန်တော်ပိတ္တန်နေအခန်းကိုဒါအနည်းချုပ်လိုက်မယ်ဆိုရင်ဒီလိုလေးလောက်နားလည်ထားရင်ဆိုရင်ဓမ္မစီများဒီပိတ္တန်နေအခန်းကိုအဆင်ပြေပါပြီ BA Part 1မိလိန်ဒပညာပရိသန်ဒီနဲ့ပတ်သက်တဲ့မေကွန်းလေးတွေလေ့လာကြည့်ရအောင်ပေါ့နော်ပရိသန်ဒီနဲ့ပတ်သက်တဲ့မေကွန်းလေးတွေမှာအရင်ဆုံးပရိသန်ဒီရဲ့အဓိပ္ပာယ်လေးတွေလေ့လာကြည့်ကြရအောင်ပေါ့နော်ပရိသန်ဒီပုတ်လေးကကျတော့နှစ်ပုတ်ရှိတယ်ဒါပါဠိတွေကကျတော့ဒါပေါ့လေးပေါ့နော်ပရိသန်ဒီနော်နှစ်ပုတ်လေးရှိတယ်ပတိရဲ့တန်တိရဲ့ဆိုပြီးတော့မှပုတ်လေးနှစ်ပုတ်ရှိတယ်ပတိရဲ့အဓိပ္ပာယ်လေးကကျတော့တဖန်ဆိုတဲ့အဓိပ္ပာယ်လေးထွက်တယ်တန်ဒီဆိုတဲ့တရားလေးရဲ့အဓိပ္ပာယ်ကကျတော့ဆက်ချင်းလို့ဒါမျိုးလေးနှစ်ခုရတယ်ပေါ့နော်ဦးဇင်းတို့ဒီအဲ့ဒါလေးကိုအဓိပ္ပာယ်လိုရှင်းလေးမှတ်မယ်ဆိုတော့ပြန်လဲမွေးဖွားခြင်းကိုပရိသန်ဒီလို့ခေါ်တယ်နော်ပရိကကျတော့တဖန်တန်ဒီကကျတော့ဆက်တာမွေးဖွားတာသို့မဟုတ်အဲ့ဒါဆိုရင်ပြန်လဲမွေးဖွားခြင်းကိုဒီပရိသန်ဒီလို့ခေါ်တယ်ဒါမျိုးလေးမှတ်လိုက်ပေါ့နော်အပြည့်စုံလေးမှတ်ချင်တယ်ဆိုရင်တော့သေဆုံးပြီးတဲ့နောက်ကံနဲ့ကိတာရှိတဲ့ပုံကိုယ်ဒီမှာနောက်ထပ်ဘဝတစ်ခုပြန်ပြီးတော့မှဆက်ချင်းပြန်လဲမွေးဖွားခြင်းကိုပရိသန်ဒီလို့ခေါ်တယ်လို့မှတ်ပါဒါလေးကပရိသန်ဒီလေးအဓိပ္ပာယ်လေးပေါ့နော်နောက်ထပ်ဦးဇင်းတို့ဗာလေးနဲ့မှတ်အောင်မလဲဆိုရင်ဟုတ်ပြီ
ဗုဒ္ဓရဲ့အလိုကြပြန်လဲမွေးဖွားခြင်းပြန်လဲမွေးဖွားခြင်းနဲ့အရာနော်ပြန်လဲမွေးဖွားတဲ့နေရာမှာနော်ဒီမရှိတဲ့အရာနဲ့ရှိတဲ့အရာလေးတွေကိုဆရာကြီးကရှင်းပြတယ်နော်မွေးဖွားတယ်ဆိုတဲ့နေရာမှာကတဲ့ဦးဇင်းတို့မရှိတဲ့အရာကတတ္တဝါအနေနဲ့မွေးဖွားတာမဟုတ်ဘူးရှိတဲ့အရာလေးကတော့ဖြင့်ယုတ်နံနှမျိုးအနေနဲ့သာဖြစ်တာအဲ့ဒါမျိုးလေးလေ့လာထားရမှာဖြစ်တယ်နော်ကဲမေကွန်လေးသွားကြည့်ရအောင်စာမျက်နှာ80နဲ့မှ9မှာရှိတဲ့ယောနိတော်မနတိကာရပညာအဓိပ္ပာယ်လေးကကျတော့မှန်ကန်သောနှလုံးသွင်းခြင်းနဲ့ပတ်သက်ပြီးတော့မှလေ့လာကြရအောင်အရင်ဆုံးဦးဇင်းတို့ဗာလေးရေးလေ့လာမလဲဆိုရင်နှလုံးသွင်းခြင်းလေးနှမျိုးကိုလေ့လာကြမယ်နံပါတ်1ကကျတော့ပါဠိတော်ယောနိတော်မနတိကာရမှန်ကန်သောဤအားဖြင့်နှလုံးသွင်းခြင်းဒီလိုအဓိပ္ပာယ်ရတယ်နံပါတ်2လေးကကျတော့အာယောနိတော်မနတိကာရမြန်မာလိုအဓိပ္ပာယ်လေးကကြရင်တော့ဖြင့်မကန်သောအားဖြင့်နှလုံးသွင်းခြင်းဆိုပြီးတော့မှနှလုံးသွင်းခြင်းနှမျိုးနှစ်စားရှိတယ်လို့မှတ်မယ်နော်ကဲဟုတ်ပြီအဲ့လိုဘဝတစ်ခုနော်ဘဝတစ်ခုပြန်မမွေးဖွားရခြင်းရဲ့အကြောင်း၃ချက်လေးကိုမှတ်မယ်ဘဝတစ်ခုပြန်ပြီးတော့မှမမွေးဖွားဘူးအဲ့ဒါလေးက၃ချက်ရှိတယ်ပထမတစ်ခုကကျတော့ယောနိတော်မနတိကာရရဲ့နံပါတ်2လေးကကျတော့မက်ပညာဖို့ပညာလို့ခေါ်တဲ့ဒီအစစ်မြင့်တဲ့ပညာလေးရဲ့နံပါတ်3ကကျတော့အခြားသောကုသိုလ်တွေပေါ့နော်အခြားသောကုသိုလ်ဆိုတာကတတ္တာသီလဝိဒိယတတိတမာတိပေါ့နော်ကိုစနိုရှင်းမာတော့ကလေ့လာခဲ့တဲ့နဘဝပြန်မဖြစ်ဖို့ရန်အတွက်ရှိတဲ့အည်သွေးတွေကဟာတွေကိုပြောလို့ရင်ဖြစ်ပါတယ်နော်အဲ့ဒီဟာလေးတွေကကျတော့နဘဝပြန်မဖြစ်ခြင်းရဲ့အကြောင်း၃ချက်တဲ့စာပွဲမှာဒါလေးကမေးပြီးသွားပြီဖြစ်ပါတယ်နော်ဒီမှာကြရင်ဆိုရင်ဥဆိုဒီဒေဗေမှာကတော့ဖြင့်ဒီမနတိကာရနဲ့ပညာလေးရဲ့ဒီမတူပုံလေးကိုဥမာလေးနဲ့သူကမေးတယ်နော်အဲ့ဒီမှာဒီမနတိကာရအဓိပ္ပာယ်လေးကိုအရင်မှတ်မယ်မနတိကာရဆိုတဲ့အဓိပ္ပာယ်လေးကစိတ်လေးကိုအာယုံဘက်ကိုလှည့်ပေးတယ်ဥလှည့်ပေးခြင်းသဘောတရားရှိတယ်ပေါ့နော်ပညာလေးကတော့ဖြင့်အာယုံကိုသိမြင်ခြင်းသဘောတရားရှိတယ်ဒါမျိုးလေးမှတ်ရမယ်အဲ့ဒီမှာရှင်နာဂဒေနာဂဥမာလေးနဲ့သူကရှင်းပြတယ်တိရစ္ဆာန်ဥမာလေးပေါ့နော်ဥမာတဲ့တိရစ္ဆာန်တကောင်ဟာတဲ့နှလုံးသွင်းမှုဆိုတဲ့မနတိကာလေးတော့ရှိတယ်တဲ့ဒါပေမဲ့သူတို့မှာဒီပညာလေးတော့ဖြင့်မရှိကြဘူးနော်ပညာလေးတော့ဖြင့်သူတို့မှာမရှိကြဘူးအဲ့ဒါမျိုးလေးကိုပြောလို့ရင်ဖြစ်ပါတယ်နော်ကဲဆက်သွားမယ်အဲ့ဒီမှာဦးဇင်းတို့ဗာလိနေနဲ့မှတ်အောင်မလဲဆိုတော့ဒီတိရစ္ဆာန်ဒီမှာမနတိကာရနဲ့ပညာဒီတရားနှစ်ခုထဲမှာရှိသောတရားနဲ့မရှိသောတရားတို့ကိုအတိအကျဖော်ပြပါလို့မေးတဲ့ခါမှာကြာရင်ဆိုရင်ဒီတိရစ္ဆာန်တွေမှာမနတိကာရတော့ဖြင့်ရှိတယ်ပညာတော့ဖြင့်မရှိဘူးဒါမျိုးလေးမှတ်လိုက်ရင်ဆိုရင်ရပါပြီဒီမေးခွန်းမှာကျွန်တော်သိထူးတွေဘာမှမရှိပါဘူးအဲ့လောက်လေးမှတ်လိုက်ရင်ဆိုရင်ရပါပြီနော်ဒုတိယမြောက်မေးခွန်းလေးသွားကြည့်ရမယ်စာမျက်နှာ89မှာရှိတဲ့ပရိသန္တိမွေးဖွားခြင်းနဲ့ပတ်သက်တဲ့မေးမြန်းလိုက်တာလေးကိုလေ့လာကြည့်ရအောင်အဲ့ဒီမှာတော့ဆရာကြီးကအကျဉ်းတဝင်းရှင်းပြတာပေါ့နော်ရှင်းပြတဲ့ထဲမှာဦးဇနုကအဓိကတော့ပြဋ္ဌာန်းစာအုပ်လေးကိုနားလည်အောင်ဖတ်ပြီးတော့မှအဓိက main point လေးတွေကိုမှတ်ရမှာဖြစ်တယ်အဲ့ဒီထဲမှာဦးဇနုဗာလိနဲ့မှတ်မလဲဆိုရင်လူဝင်စားခြင်းလို့ခေါ်တဲ့နော်လူဝင်စားခြင်းကဗုဒ္ဓရဲ့အယူဆဟုတ်မဟုတ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့မှလေ့လာကြမယ်လူဝင်စားခြင်းအဲ့ဒါလေးဒီလူဝင်စားခြင်းဆိုတဲ့အယူဆကဗုဒ္ဓရဲ့အယူဆမဟုတ်ဘူးတဲ့နော်လူဝင်စားတယ်ဆိုတာကတဲ့တည်သွားတဲ့သူလည်းမဟုတ်ဘူးနောက်ထပ်တခြားလူလည်းမဟုတ်ဘူးတဲ့နော်တည်သွားတဲ့လူကိုအကြောင်းခံပြီးတော့မှဖြစ်လာတယ်လို့ပြောလို့ရမယ်တဲ့အဲ့ဒီမှာဆရာကြီးကတရားဥပမာလေးနဲ့သူကတရားဟောတဲ့ဥပမာလေးနဲ့သူကရှင်းပြတယ်နော်တရားဟောနေတဲ့အခါမှာကြာရင်ဆိုရင်တဲ့စတင်အတန်လေးပြက်ဒီစတင်တဲ့အတန်လေးပြက်ပြီးတော့မှနောက်အတန်လေးဖြစ်လာတာတဲ့နော်တခုချုပ်သွားမှတခုပေါ်လာတယ်တဲ့အဲ့တိုင်းပဲဘဝတစ်ခုကလည်းပဲဘဝအဆုံးသတ်မှနောက်ထပ်ဘဝတစ်ခုဖြစ်လာတာနောက်ဘဝဖြစ်ဖို့ရန်အတွေ့တဲ့ရှေ့ဘဝလေးတွေကိုချုပ်ပေးခြင်းအပြင်အထောက်အကူပြုလိုက်တာနော်ရှေ့ဘဝကနေထွက်သွားတာမဟုတ်ဘူးဒါမျိုးလေးဆရာကြီးကအဲ့ဒီမှာ
ရှင်းပြတယ်ပေါ့နော်အဓိကကတော့ဥဆိုဒီလူဝင်စားတယ်ဆိုတာဗုဒ္ဓရဲ့အယူဆမဟုတ်ဘူးဆိုတာလေးကိုရှင်းပြလိုရင်းဖြစ်ပါတယ်အဲ့ဒီမှာပါဠိလေးဒိဗ္ဗေလေးဒေါ်မိတ်ဆွေများမှတ်သားစရာလေးတစ်ခုကောင်းတယ်အဲ့ဒါလေးကိုမှတ်မယ်နာစီတော်နာစအင်ညောဆိုတဲ့ပါဠိလေးရဲ့အဓိပ္ပာယ်လေးနည်းနည်းမှတ်သားစရာကောင်းတယ်အဓိပ္ပာယ်လေးကကျတော့နာစတော်တဲ့အဓိပ္ပာယ်လေးကသူလည်းမဟုတ်ဘူးနာစအင်ညောအခြားသူလည်းမဟုတ်ဘူးတဲ့နော်ဦးဇလို့ဆိုလိုရင်ကတော့ဦးဇလို့ဘာတွေမွေးဖွားတယ်သို့မဟုတ်တည်သွားတယ်ဆိုတာတည်ပြီးတဲ့နောက်မှာနောက်ထပ်ဘဝတစ်ခုဖြစ်လာတဲ့အခါမှာအဲ့ဒီတည်သွားတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးတဲ့အခြားသူလည်းမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မို့ဒီလိုရှင်းပြတယ်နော်မွေးဖွားလာသူဒီတဲ့အရင်တည်သွားသူလည်းမဟုတ်ဘူးနောက်ထပ်တခြားသူလည်းပဲမဟုတ်ပါတဲ့သို့တော်လည်းပဲတည်သွားတဲ့သူကိုအကြောင်းခံပြီးတော့မှနောက်ထပ်လူတစ်ယောက်ဖြစ်ပေါ်လာရခြင်းဖြစ်တယ်အဲ့လိုသဘောတရားလေးဒေါ်မိတ်ဆွေများနားလည်ထားရမယ်နော်အဲ့ဒါလေးနားလည်ထားရမယ်စာပွဲမှာဒါဒီဒိဗ္ဗေလေးမေးစရာကောင်းတယ်ပေါ့နော်ကဲဟုတ်ပြီနောက်ထပ်ဘာလေးနဲ့မှတ်အောင်မလဲဆိုရင်ဒီပြန်မွေးဖွားသောသူနဲ့ပြန်မမွေးဖွားတဲ့သူတွေဆိုတာဘယ်လိုဟာမျိုးလဲအဲ့ဒါမျိုးလေးတွေဦးဇင်းတို့ဥမာလေးနဲ့သူကဒီရှင်နဂဒေနာကရှင်းပြတယ်နော်ဒီကိလေသာရှိတဲ့သူသည်ပြန်မွေးဖွားမယ်ကိလေသာမရှိတဲ့သူသည်ပြန်မမွေးဖွားတော့ဘူးဒါမျိုးလေးသူကရှင်းပြလိုက်တာဥမာတဲ့မျိုးစေ့လေးခါတဲ့ရေနဲ့မြေပေါင်းမှအပင်ဖြစ်လာတယ်တဲ့မျိုးစေ့လေးကကျတော့ကံတရားလေးကကျတော့မျိုးစေ့နဲ့တူပြီးတော့မှရေမြေကကျတော့ဖြင့်ကိလေသာတွေနဲ့တူတယ်တဲ့ကိလေသာတွေကုန်ခန်းသွားရင်ဆိုလို့ရှိရင်တဲ့မြေရည်စတဲ့အထောက်ပံ့မရှိဘဲနဲ့မျိုးစေ့လေးခါမပေါက်ဖွားနိုင်တော့ဘူးเนาะနော်ဦးဇလို့ဗာလဲဆိုရင်ရေမြေလေးကကျတော့ကိလေသာနဲ့တူတယ်တဲ့နော်ကံတရားလေးကတော့မျိုးစေ့တွေနဲ့တူတယ်နော်ဆိုတော့ကကံနဲ့ကိလေသာပေါင်းမှဘဝတစ်ခုဖြစ်တာအခုမှတော့ဖြင့်ကိလေသာဒီကိလေသာလို့ခေါ်တဲ့ဒီကိလေသာတွေကုန်ခန်းတဲ့ကြောင့်မို့ကံတရားတွေကဖြင့်အကျိုးမပေးနိုင်တော့တာအဲ့ဒါကိုပြောလို့ရင်ဖြစ်ပါတယ်နော်ကဲဆက်သွားမယ်နော်အဲ့ဒီမှာဆိုဗာလိနေနဲ့မှတ်အောင်မလဲဆိုရင်ယန္တာပုဂ္ဂိုလ်ဒီတဲ့ကံကိုပယ်တာလားသို့မဟုတ်ကိလေသာကိုပယ်တာလားဒါမျိုးလေးဦးဇင်းတို့မေးစရာကောင်းတယ်နော်အဖြေလေးကတော့ဖြင့်နော်အဖြေလေးကတော့ဖြင့်ဒီယန္တာပုဂ္ဂိုလ်ဒီတဲ့ကံကိုပယ်တာမဟုတ်ဘူးကိလေသာကိုပယ်ခြင်းဖြစ်တယ်ကိလေသာကိုပယ်လိုက်တဲ့အခါမှာကြရင်ဆိုရင်ကံကပယ်ပြီးသားဖြစ်သွားတယ်ကံကအလုတ်မလုတ်တော့တာအဲ့ဒါကြောင့်မို့ကံလေးကပဲသူလိုဖြစ်သွားတယ်ဒါမျိုးလေးကိုပြောလို့ရင်ဖြစ်ပါတယ်နော်ဒီမေကိုမှလည်းပြင်သူကရှင်နာဂသီနာမိနာမင်းကြီးကရှင်နာဂသီနာကိုမေးတယ်ပေါ့အရှင်ဖေရပြန်လဲမွေးဖွားအောင်ပါလားဒါမျိုးလေးသူကပြောတယ်ပြောတဲ့အခါကျတော့ရှင်နာဂသီနာကဖြေတယ်အစွဲလန်းဥပါဒံအစွဲလန်းရှိသေးရင်တော့တဲ့ပြန်မွေးမှာအောင်မှာပဲမရှိရင်တော့ဖြင့်ပြန်မွေးမှာမဟုတ်ဘူးဆိုပြီးတော့မှဒါမျိုးလေးရှင်းပြလိုက်တယ်ပေါ့နော်ဒီမေကွန်းမှာလည်းပဲဆက်စလေးပဲဘာမှသိမရှိပါဘူးလောက်လေးမှတ်လိုက်ရင်ဆိုရင်ရပါပြီနော်နောက်ထပ်မေကွန်းလေးတစ်ခုသွားကြမယ်စာမျက်နှာ910နဲ့မှ9မေကွန်းလေးကကျတော့ထေရပရိတန္တာခဏအပရိတန္တာခဏပညာတဲ့အဓိပ္ပာယ်ကကျတော့ရှင်နာဂတိနာကပြန်မွေးအောင်မာလားမမွေးတော့ဘူးလားဆိုတဲ့ပတ်သက်တဲ့မေကွန်းလေးကိုထပ်ပြီးတော့မှမေးတာပေါ့နော်အဲ့ဒီမှာဦးဇိုဗာလေးနဲ့မှတ်သားစရာလေးရှိမလဲဆိုတော့ဦးဇိုဗာလဲဆိုရင်တရားတူတရားမြတ်နဲ့ရခြင်းနဲ့ပတ်သက်ပြီးတော့မှလျှို့ဝှက်ထားတဲ့ပုဂ္ဂိုလ်၄မျိုးလေးကိုဦးဇင်းတို့ပတ်သားထားမယ်သောတာပန်သဂရကံအနာဂံယန္တာအဲ့ဒီပုဂ္ဂိုလ်တွေဒီကိုရရှိထားတဲ့တရားတူတရားမြတ်နဲ့ပတ်သက်ပြီးတော့မှလျှို့ဝှက်ထားကြတယ်အဲ့ဒီဒေါ်မိတ်ဆွေများမှတ်ထားမယ်ပြီးတဲ့အခါကျတော့ဗာလိနေနဲ့မှတ်အောင်မလဲဆိုရင်သောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်လေးနှမျိုးမှတ်လိုက်အောင်မယ်ဒါလေးကကျတော့စာမွေးမှာမေးပြီးသွားပြီနော်အဓိပ္ပာယ်ကကျတော့သောတာပန်ပုဂ္ဂိုလ်ဒီတဲ့နော်ရွှေအိုးကိုတဲ့လူတိမာဆိုသလိုတဲ့သူသောတာပန်ဖြစ်ကြောင်းကိုလည်းပဲသူများတွေကိုအသိမပေးဘူးတဲ့ဒါမျိုးလေးပြောတာနော်အသိမပေးခြင်းဘူးတဲ့နော်ပိဋကကြရင်ဆိုရင်ငါတရားတို့တရားမြတ်ရရင်ငါလိုတရားတရားမြတ်ရရင်
တရားတရားမှရတယ်လို့တဲ့လူတိုင်းကိုလည်းရရင်ကောင်းမှာပဲဆိုတဲ့စန္ဒာလေးတော့ဖြင့်ရှိတယ်ဒါကတော့ဖြင့်သောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ထားလေးနှစ်ချက်ပေါ့ဒါစာမွေးမှာမေးပြီးသွားပြီမေကွန်ဟောက်လေးဖြစ်ပါတယ်နော်ဟုတ်ပြီယဟန္တာပုဂ္ဂိုလ်တွေကတဲ့မိမိကိုယ်ကိုယဟန္တာလို့မပြောရခြင်းအကြောင်းဒီဟာလည်းပဲစာမှုဒီဟာလေးမှာစာမွေးမှာမေးစရာကောင်းတယ်နော်ယဟန္တာပုဂ္ဂိုလ်တွေကတဲ့သူယဟန္တာဆိုတာကိုသူများတွေကိုပြောလို့မရှိကြဘူးတဲ့ဘာကြောင့်မို့လဲဆိုလို့ရှိရင်ယဟန္တာမှတိသွားပြီးတဲ့နောက်မှာလူတွေအုံဝိုင်းလာပြီးတော့မှသူ့အဖို့ငြိမ်းချမ်းတဲ့အခွင့်အရေးတွေကိုဆုံးရှုံးသွားမှာကြောက်တဲ့အတွက်ကြောင့်မို့တဲ့သူယဟန္တာဖြစ်တာကိုလူသိမခံဘူးနော်ဒါလေးတော့ပြည့်စုံများဒီလိုလေးမှတ်လိုက်ရင်ဆိုရင်ရပါပြီနော်နောက်တော့ဦးဇင်းတို့ဗာလင်းနဲ့မှတ်အောင်မလဲဆိုရင်အဲ့ဒီထဲမှာဦးဇင်းဒီယန္တာပုဂ္ဂိုလ်တွေဒုတင်ကျင့်ရခြင်းရဲ့အကြောင်းလေးကိုနည်းနည်းမှတ်သားမယ်ဆရာကြီးကပြောတယ်ယန္တာတွေကတဲ့ဒုတင်ကျင့်ရတာကဘာဆိုရင်ကိုယ့်ရဲ့သီလတွေကိုပို့ပြီးတော့မှဖြူစင်စေရန်အတွဲတဲ့ဒုတင်အကျင့်တွေကိုကျင့်ရတယ်နော်အဲ့ဒီမှာဆိုဗာလင်းနဲ့မှတ်အောင်မလဲဆိုရင်အပိစ္ဆရဲ့အဓိပ္ပာယ်လေးနဲ့အပိစ္ဆဂုံ၃မျိုးလေးမှတ်ကြအောင်ဆိုပါဠိလိုအပိစ္ဆမြန်မာလိုပုတ်ခွဲမယ်အကြောင်းပုတ်ခွဲလိုက်မယ်ဆိုရင်အပရဲ့အိစ္ဆရဲ့ဆိုတော့နှစ်ခုအပရဲ့အဓိပ္ပာယ်လေးကမရှိခြင်းဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်အိစ္ဆကကျတော့အလိုပေါ့နော်အဲ့ဒါဆိုတော့နှစ်ခုပေါင်းလိုက်မယ်ဆိုတော့အပိစ္ဆဆိုတာကနော်လူသိထင်ရှားကြော်ကြားလိုခြင်းမရှိဘဲနဲ့ရိုးရိုးကုတ်လေးထိန်ဝက်လေးနေတာကိုအပိစ္ဆလို့မှတ်လိုက်ပေါ့ဒါအပိစ္ဆရဲ့အဓိပ္ပာယ်လေးအဲ့ဒီအပိစ္ဆဒီ၃မျိုးရှိတယ်နံပါတ်1ပရိယတိအပိစ္ဆစာတတ်တယ်ဆိုတာကိုသူများကိုအတိမပေးခြင်းဘူးနော်နောက်နံပါတ်2ကကျတော့ဒုတင်ကအပိစ္ဆသူဒုတင်ကျင့်တယ်ဆိုတာကိုအတိမပေးခြင်းဘူးနံပါတ်3ကကျတော့အဓိကမအပိစ္ဆသူတရားမြတ်ရတယ်ဆိုတာကိုအတိမပေးခြင်းဘူးနော်ဒါမျိုးလေးအပိစ္ဆ3မျိုးလေးစာဝင်းမှာမေးပြီးသွားပြီเนาะကဲဒီမှာမေကွန်လေးရဲ့ဒီမှာဒီ main point မေကွန်လေးကဘယ်လိုလဲဆိုရင်မိနာမင်းကြီးကရှင်နာကသနာကိုမေးတယ်အရှင်ဖျားပြန်မွေးမအုံမာလားလို့ဒါမျိုးလေးမေးတယ်မေးတဲ့အခါမှာကျတော့เนาะရှင်နာကသနာကဖြေတယ်အကယ်၍တဲ့တဏှာဒိဋ္ဌိเนาะတဏှာဒိဋ္ဌိဆိုတာဥနားလည်းပြောမယ်ဆိုတော့ဥပါဒံပေါ့ဗျာအဲ့ဒီပေါ့ရှိနေသေးတယ်ဆိုလို့ရှိရင်ပြန်မွေးမှာတဲ့မရှိတော့ဘူးဆိုလို့ရှိရင်ပြန်မမွေးတော့ဘူးလို့အရင်ကလည်းပဲပြောပြီးပါပြီတဲ့အဲ့ဒီမှာသူကဥပါဒံသူကရှင်းပြတယ်เนาะလူတယောက်ကတဲ့တိုင်းပြည်အုပ်ချုပ်မင်းတို့နေတဲ့ဘာဆိုရင်ဘယင်ကြီးကိုကျေးဇူးပြုတယ်เนาะဘယင်ရဲ့အမှုတွေကိုဒီအောင်မီအောင်ဆောင်ရွက်ပေးတဲ့ကြောင့်မို့ဘယင်ကြီးကလည်းပဲဝမ်းသာပြီးတော့မှသူ့ကိုဆုတော်လက်တွေချထားတယ်တဲ့အဲ့ဒီမှာသူကမိသားစုနဲ့ပြောရွှင်ချမ်းမိပြီးနေနိုင်တယ်တဲ့เนาะအဲ့လိုချမ်းသာနေနိုင်ပါလေတဲ့တခြားသူတွေကနော်တခြားသူတွေကိုဘယင်ကြီးကငါ့ပေါ်မှာကျေးဇူးမပြုဘူးလို့ပြောမယ်ဆိုလို့ရှိရင်သူကတင့်တော်တဲ့အလုပ်ကိုလုပ်တယ်လို့မပြောနိုင်ဘူးတဲ့နော်အခုလည်းပဲတဲ့အသင်မင်းကြီးမေးတော့ငါပြောခဲ့ပြီးပြီတဲ့တဏှာဒိဋ္ဌိဆိုလန်ရှိမယ်ဆိုလို့ရှိရင်ပြန်မွေးမယ်မရှိဘူးဆိုလို့ရှိရင်ဒါပြန်မမွေးတော့ဘူးလို့စကားခါတဲ့ပြည်စုံလုံလောက်ပြီးတဲ့နော်ထပ်ပြောနေတယ်ဆိုလို့ရှိရင်မမှန်ကန်ရာကြသွားမယ်ဆိုတော့မှအဲ့လိုအဓိပ္ပာယ်လေးဥမာလေးနဲ့သူကရှင်းပြပေးလိုက်တာပေါ့ဗျာဒီမေကွန်းမှာလည်းပဲဒီလောက်လေးပဲရှိပါတယ်ကျွန်တော်သိထုတွေဘာမှမရှိပါဘူးနော်ဆက်သွားမယ်ဦးဇင်းတို့နောက်ထပ်မေကွန်းလေးတစ်ခုပေါ့စာမျက်နှာ150နဲ့မှ9မှာရှိတဲ့ပฏิတန္တာခဏပညာပရိတန္တာခဏအဓိပ္ပာယ်လေးကကျတော့တဖန်မွေးဖွားခြင်းနဲ့ပတ်သက်ပြီးတော့မှမေကွန်းလေးမေးတယ်ပေါ့နော်အဲ့မှာဆိုဗာလီနဲ့မှအုံးမလဲဆိုရင်ပြန်မွေးဖွားခြင်းရဲ့အကြောင်းလေးနှစ်ချက်ကိုပြောတယ်လောကမှာဆိုဒီပြန်ပြီးတော့မှမွေးဖွားတယ်ဆိုတာအကြောင်းတစ်ချောင်းရှိတယ်တဲ့နံပါတ်1ကကျတော့ကံရဲ့နံပါတ်2ကကျတော့ကိလေသာကြောင့်ရဲ့တဲ့အဲ့ဒီကံနဲ့ကိလေသာကြောင့်မှုဘဝတွေကပြန်မွေးဖွားတယ်လို့မှတ်မယ်ဒါမျိုးလေးပြောတယ်ဒီနေရာမှာဒေါပိတ်စေများကံတရားကတော့ဖြင့်ခေတုလို့မှတ်လိုက်ပါကိလေသာတော့ဖြင့်ပြည့်စရလို့ဒါမျိုးလေးခွဲပြီးတော့မှမတ်ပါနော်ဟုတ်ပြီလောကလူသားတွေကပြန်မမွေးဖွားရခြင်းရဲ့အကြောင်းတစ်ချက်ကိုတင်ပြပါဆိုလို့ရှိရင်ကံနဲ့ကိလေသာဒီရက်စဲချုပ်ငိမ့်သွားတဲ့အခါမှာကြာရင်ဆိုရင်ပြန်မမွေးဖွားတော့ဘူးဒါမျိုးလေးရှေ့ပိုင်းမှာလည်းအုံဆုံးလေ့လာခဲ့ပြပြီဒါမျိုးလေးပတ်ထားရင်ဆိုရင်ရပြီနော်ကဲဟုတ်ပြီဆက်တော့ကြမယ်နောက်ဘဝမှာတဲ့ပြန်မမွေးဖွားတော့ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကပြန်မမွေးဖွားတော့ဘူးဆိုတာကိုသူ့ကိုယ်သူသိနိုင်သလား
ဒါမျိုးလေးမေကွန်လေးမေးတယ်မေးတဲ့ကကျော်ရှင်နာကတင်နာကဖြေတယ်သိနိုင်တယ်တဲ့နော်သိနိုင်တယ်တဲ့အဲ့ဒီမှာဗာလဲဆိုရင်သူကဆက်ဖြေတယ်နော်သိနိုင်တယ်တဲ့ပြန်လဲမွေးဖွားခြင်းကိုဖြစ်ဆက်တဲ့အကြောင်းတရားနော်ကံတရားလေးပေါ့ခေတုလေးပေါ့နော်ထောက်ပံ့ကူညီတတ်တဲ့အကြောင်းတရားကိလေသာလေးပေါ့နော်အဲ့ဒီအကြောင်းနှစ်ခုရက်စဲချုပ်ငိမ့်ချုပ်ငိမ့်သွားတာကိုသိပြီးတော့မှပြန်မွေးဖွားတော့ဘူးလို့သူ့ကိုယ်သူသိတယ်တဲ့ဒါမျိုးလေးပေါ့နော်ဆိုလိုရင်းကတော့ဦးဇင်းတို့ဘာဆိုရင်ပြန်လဲမွေးဖွားခြင်းကိုဖြစ်စေတဲ့ကံရဲ့ကိလေသာရဲ့အဲ့ဒီနှစ်ခုချုပ်ငိမ့်သွားတာကိုသိပြီးတော့မှသူ့ကိုယ်သူပြန်မွေးဖွားတော့ဘူးဆိုတာကိုသိတယ်တဲ့အဲ့ဒီမှာ तू ကဘာဥပမာနဲ့ तू ကရှင်းပြတယ်လဲဆိုရင်လေသမားဥပမာနဲ့ तू ကရှင်းပြတယ်နော်လေသမားတယောက်ကတဲ့စဘာကိုတောင်ဖြစ်စရာအကြောင်းတရားတွေဖြစ်တဲ့ထွန်ရချင်းစိုက်ပျိုးခြင်းစဘာစုတောက်ခြင်းစတာတွေကို तू မလုပ်တော့ဘူးတဲ့ तू မလုပ်တဲ့အတွက်ကြောင့်မို့နော်စဘာကိုတောင်သူ့မှာရှိတဲ့စဘာကိုတောင်ကြီးကပြည့်စရာမဖြစ်တော့ဘူးဆိုတာကို तू သိတယ်တဲ့အဲ့ဒီတိုင်းပဲနောက်ဘဝဖြစ်ဖို့အတွက်ကံတဲ့ကိစ္စတွေရက်ဆက်သွားပြီဆိုလို့ရှိရင်နောက်ဘဝပြန်မဝေးဖောက်တော့ဘူးဆိုတာကိုသူ့ကိုယ်သူသိတယ်ဒါမျိုးလေးပြောလို့ရင်ဖြစ်ပါတယ်ကဲတော့မိတ်ဆွေများအဲ့ဒါလေးကိုပဲဒီနေ့ထပ်ပြီးတော့မှအကြောင်းနှမျိုးနဲ့ဆရာကြီးကထပ်ပြီးတော့မှရှင်းပြပြန်တယ်လောကမှာအကြောင်းနှမျိုးရှိတယ်တဲ့နံပါတ်1ကကျတော့ဇနကနော်ထုတ်လုပ်တဲ့အကြောင်းတရားတွေပေါ့ဗျာအဲ့ဒါတွေကိုကံလို့ပြောကြတယ်ပေါ့နော်နောက်တစ်ခုကကျတော့နံပါတ်1ကကျတော့ဥပဋ္ဌမကနော် sporting case ပေါ့နော်ထောက်ပံ့ကူညီတတ်တဲ့အကြောင်းတရားထောက်ပံ့ကူညီတတ်တဲ့အကြောင်းတရားဆိုတာတခြားမဟုတ်ဘူးကိလေသာတွေကိုပြောလို့ရင်ဖြစ်ပါတယ်နော်ကံနဲ့ကိလေသာတွေပေါ့ဗျာနော်အဲ့ဒါတွေကိုပြောလို့ဖြစ်ပါတယ်နော်ကဲအဲ့ဒီကိုနဲ့ချက်ပြီးတော့မှအကျယ်ပြလိုက်မယ်နံပါတ်1ဇနကproducing k တဲ့နော်ထုတ်လုပ်တဲ့အကြောင်းနဲ့ဥမာမျိုးစစ်တစ်စိတ်အပင်ပေါက်တယ်ဆိုလို့ရှိရင်တဲ့အပင်ကိုထုတ်လုပ်တဲ့အကြောင်းကမျိုးစီတဲ့ထောက်ပံ့ကုညီထောက်ပံ့တဲ့အကြောင်းကကျတော့ရေမြေတဲ့ရေမြေကြောင့်မို့မျိုးစေ့လေးကအပင်ကိုထုတ်လုပ်တာဖြစ်တယ်နော်ဥစ္စာပါဆိုရင်ဇနကအကြောင်းနော်ထုတ်လုပ်စေတဲ့အကြောင်းတရားလေးပေါ့ဗျာနော်ဥစ္စာတို့ဘာလဲဆိုရင်ဥပမာနဲ့ပြောမယ်ဆိုတော့ဥစ္စာတို့ဒီခါလေးပေါ့ဗျာနော်မျိုးစေ့လေးပေါ့နော်မျိုးစေ့လေးကနော်ဒီထုတ်လုပ်စေတတ်တဲ့အကြောင်းတရားလေးပဲဒါမျိုးလေးကိုပြောလို့ဖြစ်ပါတယ်နော်နံပါတ်4လေးသွားကြည့်ရအောင်ဥပထံပက sporting case တဲ့ထောက်ပံ့ကူညီတတ်တဲ့အကြောင်းတရားအဲ့လေးကိုဥပမာနဲ့သူကရှင်းပြတယ်မှောင်နေတဲ့အခန်းထဲမှာတဲ့မိထွန်းလိုက်တဲ့အခါမှာမှောင်နေတုန်းကမမြင်ရတဲ့ဇပွဲကလထိုင်စတဲ့ပြိဘောဂတွေကိုမြင်ရတယ်တဲ့ဇပွဲကလထိုင်စသည့်ပြိဘောဂတွေကိုအလင်းရောင်ကထုတ်လုပ်ပေးတာမဟုတ်ဘူးတဲ့နဂိုတဲကရှိနေတဲ့ပစ္စည်းတဲ့အလင်းရောင်ရဲ့အကူအညီနဲ့ကြောင်းတာမြင်နေရတာเนาะထောက်ပံ့ပေးတာဒီဥပထမကံထောက်ပံ့ပေးတဲ့အရာဒီဦးဇင်းတို့ဒီကိလေသာပြောတာပေါ့ဗျာเนาะဒီဥပထမကဒီဒါကိလေသာပေါ့เนาะဇနကဒီကံဒါဘူးလေးမှတ်လိုက်ပေါ့เนาะဒီမေကုတ်မှာလည်းလောက်ဒေါ်မေစီမှာလောက်လေးဆိုရင်ရပါပြီเนาะကဲတနဒမေကုတ်လေးတစ်ခုသွားကြည့်ရအောင်စာမျက်နှာ130နဲ့180မှာ3မှာရှိတဲ့ပฏิတန္တာခဏပုဂ္ဂလပညာတဲ့ပြန်လဲမွေးဖွားခြင်းနဲ့စပ်ပြီးတော့မှမေးတဲ့ခါမျိုးလေးပေါ့နော်ဒီဒါလေးမလိုက်ရင်ဆိုရင်ရပါပြီကဲအဲ့ဒီမေကွန်းလေးမဟုတ်ဆိုဗာလေးနည်းနည်းမှတ်မလဲဆိုရင်ဝေနာနှမျိုးလေးအရင်မှတ်မယ်ဝေနာသည်ဒုက္ခဝေနာရဲ့ဒုက္ခဝေနာရဲ့ဆိုပြီးတော့မှနှမျိုးနှစ်စားရှိတယ်လို့မှဒုက္ခဝေနာလေးသည်နှစ်ခုရှိမယ်ကိုယ်ကာယနဲ့ဆက်ဆက်ပြီးတော့မှကာယပေါ်မှာစတင်ပြီးတော့မှစိတ်မှာခံစားရတဲ့အရာမျိုးလေးကိုတော့ဖြင့်ကာယိကဒုက္ခလို့ခေါ်တာပေါ့เนาะ sorry ကာယိကဒုက္ခပေါ့เนาะကာယိကဒုက္ခလို့ခေါ်တယ်တဲ့เนาะနောက်တစ်ခုကကျွန်တော်ဆိုပါစဉ်ကိုယ်ကာယနဲ့ဆက်ဆက်မှုမရှိဘဲနဲ့စိတ်မှာတင်ဖြစ်ပေါ်စေတဲ့ဒုက္ခဝေဒနာဒီစရိတိကဒုက္ခလို့ဒါမျိုးလေးမှတ်မယ်ဒုက္ခလေးဒီနှမျိုးပေါ့เนาะခန္ဓာကိုယ်အကြောင်းပြုတော့ဖြစ်တာကကျွန်တော်ကာယိကဒုက္ခစိတ်ကိုကြောပြီးတော့ဖြစ်တာကကြောစဉ်စရတိကဒုက္ခဆိုဒီမှာအဲ့လိုမျိုးနှစ်စားရှိတယ်ဒုက္ခဝေဒနာလေးကလည်းဒေါမိတ်ဆွေများနှမျိုးနှစ်စားရှိတာပဲကာယိကဒုက္ခနဲ့စရတိကဒုက္ခဆိုတော့နှမျိုးနှစ်စားရှိတယ်တဲ့ကာယိကဒုက္ခဆိုတာကကိုယ်ကာယနဲ့ဆက်ဆက်ပြီးတော့မှကိုယ်ကာယပေါ်မှာစတင်ဖြစ်ပေါ်လာပြီးတော့မှစိတ်ထဲမှာခံစားရတဲ့ဒုက္ခမျိုးကိုတော့ဖြင့်ကာယိကဒုက္ခเนาะခန္ဓာကိုယ်ကစတာပဲဒါပေမဲ့အဲ့ဒါကိုကျွန်တော်စိတ်မှာလာပြီးတော့မှဖြစ်တာပေါ့ဗျာเนาะဒါမျိုးပြောတာเนาะနောက်နံပါတ်၄ကနေ့လေးကကျွန်တော်ဖြင့်ကိုယ်ကာယနဲ့ဆက်ဆက်မှုမရှိဘဲနဲ့စိတ်မာတင်ဖြစ်ပေါ်စေတဲ့ဝေဒနာမျိုးကိုတော့ဖြင့်စရိတိကဒုက္ခလို့ဒါမျိုးလေးမှတ်လိုက်ပေါ့နော်
စိတ်မှာဖြစ်တဲ့ဒုက္ခမျိုးကိုတော့ဖြင့်စေတိကဒုက္ခလို့ဒါမျိုးလေးဦးဇင်းတို့ဒီနှမျိုးလေးခွဲပြီးတော့မှမှတ်မယ်ကဲဆက်သွားမယ်အဲ့ဒီမှာဆရာကြီးကရှင်းပြတယ်ကာယိကဒုက္ခဖြစ်ပုံလေးတွေကိုနားလေအောင်လေးဒီလေးပတ်ထားပါနော်လူတွေမှာတဲ့နော်စားလို့တောက်လို့ကောင်းတယ်နေလို့တယ်လို့ကောင်းတယ်ညောင်းကြခြင်းမရှိဘူးထိုင်ရနေရတာအဆင်ပြေတယ်ပူအိုက်တဲ့ခါမှာအဲကွန်လေးနဲ့ဆိုအေးသွားတယ်တစ်ပင်အောက်မှာဝင်လိုက်မယ်ဆိုလို့ရှိရင်အေးမြသွားတယ်ပူအိုက်တဲ့အခါမှာကြာရင်ဆိုရင်လေအေးလေးနဲ့နေလိုက်ရင်ဆိုရင်ရေအချိုးလိုက်မယ်ဆိုလို့ရှိရင်အေးသွားတယ်မွေရလေးနဲ့အေးလိုက်မယ်ဆိုလို့ရှိရင်လူကအဲ့လိုပုတ်ကောင်းလာတယ်အဲ့လိုခန္ဓာကိုယ်နဲ့ဆက်စားပြီးတော့မှဖြစ်ပေါ်လာတဲ့စိတ်ချမ်းသာမှုအစဉ်ပြေမှုလေးတွေကိုတော့ဖြင့်ကာယိကဒုက္ခလို့ဒါမျိုးလေးမှတ်ရမယ်နော်ဒုက္ခလို့အဲ့လိုလေးမှတ်ရမယ်တဲ့နော်ဥစ္စာပါစဉ်ဒီရုပ်ခန္ဓာကိုယ်ကစတင်ရုပ်ခန္ဓာကိုယ်ကနော်ရုပ်ခန္ဓာကိုယ်ကစတင်ပြီးတော့မှရုပ်ခန္ဓာကိုယ်ကနေစတင်ပြီးတော့မှဥစ္စာပါလဲဆိုရင်ဒီစိတ်မှာခံစားမှုဖြစ်ပေါ်လာလေးကိုတော့ဖြင့်ကာယကဒုက္ခလို့ခေါ်တယ်လို့ပေါ့နော်ဥစ္စာပါစဉ်ဥစ္စာတို့ဒီရုပ်ခန္ဓာကိုယ်မှာအခြေပြုပြီးတော့မှစိတ်မှာရောက်သွားစေတဲ့ခံစားမှုမျိုးလေးအဲ့ဒါကိုလေးမျိုးကိုတော့ဖြင့်ကာယကဒုက္ခလို့ဒါမျိုးလေးမှတ်မယ်ပေါ့နော်ကဲဆက်သွားမယ်စေတသိကဒုက္ခသမတဖြစ်ပုံလေးမှတ်လိုက်မယ်နော်ဆရာကြီးကရှင်းပြတယ်နေဘူးတဲ့လမ်းလျှောက်နေတဲ့အချိန်ပင်ပန်းစွာခြေတကြီးစီလှုပ်ရတဲ့အချိန်လေးမှာတဲ့သတင်းကောင်းလေးများကြားရလို့ရှိရင်ကိုဖြစ်ချင်တာလေးများဖြစ်လာမယ်ဆိုလို့ရှိရင်တဲ့ပင်ပန်းတာတွေအလုံးမေ့သွားတာမျိုးတဲ့ထီပေါက်တာရူတိုးတာလှုပ်ထားတဲ့အလုပ်တစ်ခုအောင်မြင်သွားတဲ့သတင်းကြားတဲ့ဒီပိုင်းနဲ့စိတ်ထဲမှာပျော်သွားတယ်တဲ့လူကတော့ဖြင့်ပင်ပန်းတဲ့စိတ်ကတော့ဗာဆိုရင်ပျော်ရွှင်တယ်အဲ့ဒါမျိုးလေးကိုတော့ဖြင့်စိတ်ကစပြီးတော့မှစိတ်မှာပဲဖြစ်တဲ့ခံစားချက်မျိုးလေးလို့ဒါမျိုးလေးဆရာကြီးကရှင်းပြတယ်ဒါလေးကတော့မျိုးစိတ်ပြနားလေးကဖတ်တာမှာဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်ဆိုပါဆိုရင်ကာယိကဒုက္ခဝိဒါလေးဖြစ်ပုံလေးကိုမှတ်လိုက်မယ်နော်သွားကြိုက်တယ်နေထိုင်မကောင်းတယ်တုတ်ကွေးစသည်ဖြစ်တယ်နော်နော်ဖြစ်တာကိုအကြောင်းပြုပြီးတော့မှတဲ့နော်စိတ်ထိအောင်စိတ်ခံစားမှုတွေဖြစ်လာတာစတာကတော့ဖြင့်ရုပ်ခန္ဓာကိုယ်ကစတယ်သို့တော်လည်းပဲစိတ်ကိုကူးဆက်သွားတယ်တဲ့အဲ့ဒါမျိုးလေးကြရင်တော့ဖြင့်ရုပ်ခန္ဓာကိုယ်မှာစပြီးတော့မှစိတ်ကိုထိကြိုက်သွားတဲ့ဒုက္ခမျိုးကိုတော့ဖြင့်ကာယိကဒုက္ခလို့ခေါ်တယ်လို့ဓမ္မစီများမှတ်ကြမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဥပမာဆိုရင်စရတိကဒုက္ခဖြစ်ပုံလေးမှတ်ကြည့်ရမယ်နော်အပေါင်းအသင်းတွေနဲ့ပြောနေတဲ့အချိန်မှာကိုမဖြစ်ချင်တဲ့အကြောင်းအရာတစ်ခုကိုကြားတဲ့အခါမှာကြာရင်ဆိုရင်ချက်ချင်းကြီးပြောင်းလဲသွားတယ်ပျော်ရွှင်နေတဲ့စိတ်တွေကဝမ်းနဲ့ပူစုဘက်ကိုရောက်သွားတယ်ဆိုရင်တော့ကဘက်ရောက်သွားပြီးရေမောနေတဲ့ဂျာကနေကြောင်းလေးတစ်ခုမဆုံးခင်မှာတဲ့နော်မျက်ရည်ကျမဲ့ကြောင်းတစ်ခုဖြစ်သွားတယ်ဒါတွေကစိတ်ထဲမှာစပြီးတော့မှစိတ်ထဲမှာခံစားချက်မျိုးကိုပြောတာအဲ့ဒါမျိုးကိုတော့ဖြင့်စိတ်ဒီဒေါမတာလို့ခေါ်တယ်ဒါမျိုးလေးမှတ်လိုက်မယ်နော်နောက်ခုကျွန်တော်ဗာလေးနဲ့မှတ်မလဲဆိုရင်ဒီယန္တာပုဂ္ဂိုလ်မှာဒုက္ခဝေဒနာဖြစ်သေးသလားဆိုတဲ့ပတ်သက်ပြီးတော့မှအစိုးလေးလာကြမယ်နော်ယန္တာပုဂ္ဂိုလ်မှာတဲ့နော်ကျမ်းမာရေးကောင်းလို့အစဉ်ပြေတဲ့အခါမှာကာယကဒုက္ခဖြစ်တယ်တရားနှလုံးသွင်းလို့တရားဓမ္မကိုအောင်ပြီးတော့မှဆင်ញင်တဲ့အခါမှာပိဋိတော်မတလေးဖြစ်တယ်ဒါမျိုးလေးတွေပေါ့နော်ဆိုရင်ကတော့အစိုးယန္တာပုဂ္ဂိုလ်လည်းပဲဒီကာယကဒုက္ခလေးစရိကဒုက္ခလေးတွေကိုဒါခပ်ဖြစ်ကြသေးတယ်ဆိုတာလေးကိုမှတ်လိုက်ရင်ဆိုရင်ရပါပြီနော်ကဲဟုတ်ပြီတော့ဒါဗာလီနဲ့မှအုပ်မလဲဆိုရင်နောက်ဘဝပြန်လဲမွေးဖွားခြင်းမရှိတဲ့ပုဂ္ဂိုလ်ဒီဘယ်လိုမျိုးပုဂ္ဂိုလ်လဲဒါပေါ်လေးမှတ်လိုက်မယ်ရှင်းမလိုက်ပြောခဲ့ပြပြီနော်နောက်ဘဝပြန်မွေးဖွားခြင်းမရှိတဲ့ပုဂ္ဂိုလ်ဒီကိလေသာကင်းကွာဒါယန္တာပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်ဒီနောက်ဘဝမှာပြန်မွေးဖွားတော့မှမဟုတ်တော့ဘူးနော်နောက်တော့ဗာလီနဲ့မှအုပ်မလဲဆိုရင်အဲ့ဒီဒီကိလေသာကင်းကွာယန္တာပုဂ္ဂိုလ်တွေမှာတဲ့တစုံတစ်ခုသောဒုက္ခမျိုးစုံခံစားရသေးသလားဆိုမှအကြောင်းလေးနဲ့တကွာသူကမေးတယ်နော်အဲ့ဆိုအဖြေလေးကဆိုတော့ကိလေသာကင်းကွာယန္တာပုဂ္ဂိုလ်များဒီကာယကဒုက္ခကိုတော့ဖြင့်ခံစားသေးတယ်ပေါ့ခံစားရသေးတယ်ပေါ့နော်ဒုက္ခဝေဒနာဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်ကြီးရှိနေတဲ့ကြောင့်မို့တဲ့ကာယကဒုက္ခကိုတော့ဖြင့်ခံစားရသေးတယ်သို့လည်းပဲစေတိကဒုက္ခကိုတော့ဖြင့်မခံစားရဘူးဘာကြောင့်မို့လဲဆိုရင်စေတိကဒုက္ခကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားကိလေသာကိုလုံးဝပြတ်ဆဲအောင်မြင်ထားတဲ့ကြောင့်မို့စေတိကဒုက္ခကိုတော့ဖြင့်မခံစားရဘူးလို့ဓမ္မစီများမှတ်မယ်ပေါ့နော်အဲ့ဒီမှာဆိုဗာလိနဲ့မသားစရာလေးရှိတယ်လေဆိုရင်တမန်ပုရုဇဉ်ပုဂ္ဂိုလ်နဲ့ယန္တာပုဂ္ဂိုလ်ရဲ့နေ့စဉ်ဘဝမှာကြွားချမှုပုံလေးကိုဆရာကြီးကရှင်းပြတယ်
တနာပုရုဇဉ်တွေကတဲ့ဖြစ်ပေါ်လာတဲ့ကာယကဒုက္ခရဲ့ပေါ်မှာစေတိကဒုက္ခရဲ့ပေါ်မှာတဲ့ရုပ်ချိုးပြဘုံလဲကြသွားကြတယ်တဲ့နော်သွားကြရင်လည်းကြိုက်တဲ့အခါမှာမျက်နာညိုတဲ့အခါမှာတခုခုဖြစ်ရင်ဆရှင်းလိုက်တာနော်ကာယကဒုက္ခကိုကြောင်းပြပြီးတော့မှစေတိကဒုက္ခတွေကဖြစ်လာတာနော်ယန္တာပုဂ္ဂိုလ်တွေကတော့ဖြင့်တဲ့ကာယကဒုက္ခကိုခံစားရပြီးပြီလို့တဲ့စေတိကဒုက္ခကိုတော့ဖြင့်မဖြစ်တော့ဘူးတဲ့နော်စိတ်ထဲမှာပြင်းပြမှုကိုဖြစ်ပေါ်စေတဲ့ဒေါမတမရှိလို့တဲ့ဒေါမတရရှင်တို့လာတဲ့ဒီဒေါမတခံစားချက်မဖြစ်တာဖြစ်တဲ့ကြောင့်မို့ဒေါမတဝေနာမဖြစ်ဘူးလို့ဒေါမစီများဒါလေးမှတ်ထားပြီပေါ့နော်နောက်တစ်ခုကကျတော့ဆိုဗာလီနဲ့မှအုံမလဲဆိုတော့ဆိုဒီပုရုဇဉ်ပုဂ္ဂိုလ်ဒီမှာများသုံးချက်စုပုံလေးတွေကိုစာမွေးမှာမေးစရာကောင်းတယ်အဲ့ဒီမှတ်ထားပါနော်ရတာပုဂ္ဂိုလ်တွေကတဲ့နော်ရုပ်ခန္ဓာကိုယ်ကြီးတစ်ခွက်တစ်ခုဖြစ်ပြီးဆိုလို့ရှိရင်စိတ်ဆင်းရဲမှုတွေကတွက်ဖက်လာပြီးတော့မှဒီဒုက္ခတွေကနေပြီးမှလွတ်ချင်တဲ့အတွေ့တွေဝင်လာတတ်တယ်တဲ့နော်အဲ့ဒီမှာသူကဥပမာနဲ့သူကရှင်းပြတယ်လူတရားကိုများနေပြလက်တယ်ဆိုတာပါဆိုတဲ့များတန်လေးကလာစုလာတယ်ထပ်ဖြစ်တော့များတစ်ချက်စုသွားတယ်နောက်ထပ်ပြတဲ့ခါကျရင်ဆိုရင်များသုံးချက်လုံးအပေါ်မှာစူးစိုက်သွားတယ်တဲ့နော်အဲ့လိုပုဂ္ဂိုလ်တယောက်တည်းမှာများသုံးချက်ရတယ်လို့ပဲဒီမှာလေးပဲဗာလဲဆိုရင်ပရိုဇင်ပုဂ္ဂိုလ်မှာတဲ့နော်ပရမကာယကဒုက္ခဝေဒနာဆိုရင်များစုလာမယ်ဒုတိယနေနော်ဒီစိတ်ဆင်းရဲခြင်းဒုတိယပုံမှာဒီနံပါတ်1ကကျတော့ပါဆိုရင်စိတ်ဆင်းရဲခြင်းစေတိကဒုက္ခဆိုတဲ့ဒုတိယများတဲ့ရဲ့အပေါ်မှာထပ်ဆူလာတယ်နော်အခုကကျတော့အဲ့ဒီရဲ့အပေါ်မှာဒုက္ခတွေကနေပြီးဒီဒုက္ခတွေကနေပြီးတော့လွတ်မြောက်ခြင်းနဲ့ဒုက္ခကိုမျော်လင့်တဲ့တဏှာဖြစ်လို့စိတ်လေးကမငြိမ်မသက်တော့တာများတင်းတစင်းစူးပြန်နေတဲ့အဲ့လိုမျိုးပုရုဇဉ်ပုဂ္ဂိုလ်တွေမှာများသုံးချက်စူးရလို့မှတ်ထားပါဒါလေးကကြောစောင်းဝင်းပါမမေးသေးဘူးမေးစရာကောင်းပါတယ်နော်မြတ်စွာဘုရားကနကုလပိတတကာကြီးကိုနော်ပြောစကားလေးပေါ့ဗျာနော်ရုပ်ခန္ဓာကိုယ်ပဲနာကျင်နာပါစေစိတ်မနာပါစေတဲ့ဆိုတဲ့စကားလေးရဲ့ဆိုလို့ရင်အဓိပ္ပာယ်လေးကရန်တာဖြစ်အောင်ကျင့်ခိုင်းတဲ့အဓိပ္ပာယ်လေးကိုပြောလို့ရင်ဖြစ်ပါတယ်နော်နောက်ထပ်ဗာလိနဲ့မှတ်အောင်မလဲဆိုရင်ဒီပုဒ်မှာယန္နာပုဂ္ဂိုလ်တွေကတဲ့ကာယကဒုက္ခဝေဒနာကိုခံစားရပါလေရဲ့အဘဲကြောင့်ပိဋိဘံမဆန်သေးကြသလေဒါမျိုးလေးမေးစရာကောင်းတယ်နော်ဇာပုဗ္ဗလည်းဒါလေးကမေးပြီးသွားပါပြီနော်ယန္နာပုဂ္ဂိုလ်တွေကတဲ့တွေ့တာမှုအနုလျာဆိုတဲ့လိုက်ရောမှုလောဘဆန့်ကျင်ဘက်ဆိုတဲ့ဒေါသမရှိဘူးတဲ့ဆိုတော့ကိတာမရှိဘူးပေါ့ဗျာအဲ့လိုကိတာတွေမရှိတဲ့အတွက်ကြောင့်မို့တဲ့ယန္နာပုဂ္ဂိုလ်တွေကဥမာနဲ့သူကဥပါလိနဲ့သူကရှင်းပြတယ်တရတိအစိမ့်ကိုမဲ့အောင်မလုပ်သလိုမျိုးတဲ့သေချေမတန်သေးရင်အတင်းပြိဋိဘံမဆန်ဘူးတဲ့နော်ဝန်တန်းကလကရတဲ့နေ့လေးကိုမျောလင့်နေသလိုသေရမယ့်အချိန်လေးကိုစောင့်မျှော်နေကြတယ်နော်အဓိကတော့ဖြင့်နော်သေသားတွေမရှိတဲ့အတွက်ကြောင့်မို့ကာယကဒုက္ခဝေဒနာကိုတော့ဖြင့်မခံစားရဘူးဒါမှမဟုတ်မလိုက်မယ်နော်အဘဲကြောင့်တွေ့တာမှုတွေဖြစ်တယ်လေဆိုရင်တွေ့တာမှုဆိုတာကတောကတွေတွေ့တာမှုတွေကြောင့်မို့တောကတွေဖြစ်တာပေါ့ဒါမှမလိုက်ပေါ့နော်ယန္နာပုဂ္ဂိုလ်များမလုတ်သောအရာဒါလေးမှတ်ထားပါရဲ့နော်ယန္နာပုဂ္ဂိုလ်တွေဒီတဲ့နော်တရတိကိုမဲ့အောင်မလုတ်သလိုသေချိန်မတန်သေးရင်လည်းပဲအတင်းပြိဋိဘံမဆန်ကြဘူးအချိန်ကိုစောင့်ကြတယ်ဒါမို့လေးလည်းပဲဒေါ်မြစီများမှတ်ထားပါနော်နောက်တစ်ခုကြောင့်ဆိုဗာလိနဲ့မှတ်အောင်မလဲဆိုရင်ရှင်သာရိပုတ္တရာရဲ့သေခြင်းအပေါ်ရှုမြင်ပုံလေးကိုမှတ်ကြမယ်နော်သေခြင်းတရားတွေကိုသူလည်းမလိုလားဘူးတဲ့အသက်ရှင်တာကိုလည်းပဲသူကမလိုလားဘူးတဘာဝအတိုင်းလေးပဲသူကသိနေတယ်တဲ့ဥမာဝန်တန်းဟာတဲ့နော်ဝန်တန်းဟာတဲ့နော်လကရမယ့်နေ့ကိုမျောလင့်သလိုပဲသေရမယ့်အချိန်လေးကိုဗာလဲဆိုရင်စောင့်နေတယ်ဒါလေးကကျတော့ဒီရှင်သာရိပုတ္တရာရဲ့သေခြင်းအပေါ်ရှုမြင်ပုံလေးကိုဒီလိုလေးမှတ်လိုက်ရင်ဆိုရင်ရပါပြီနော်နောက်ထပ်ဗာလိနဲ့မှတ်အောင်မလဲဆိုရင်ရှင်သာရိပုတ္တရာရဲ့မွေးခြင်းမောင်နှမလေးတွေကိုမှတ်ကြမယ်ရှင်သာရိပုတ္တရာမှာဥပဒေနာစုံတာယေဝဒဆိုမှညီ၃ယောက်ရှိတယ်နော်ဆာလာဥပဆာလာတိတုပဆာလာဆိုပြီးတော့မှညီမ၃ယောက်လည်းပဲရှိတယ်အားလုံးကရန်တာတွေကြီးလို့မလိုက်ဒီအားလေးကကျွန်တော်ဒေါ်မစ်ဆွေများရှင်းပြချက်ကတော့ရှိပါတယ်ဒါပေမဲ့အဓိက main point လေးတွေမှတ်လိုက်ရင်ဆိုရင်ရန်ကြီးမများပါဘူးပြဋ္ဌာန်းစာအုပ်ကိုနားလည်အောင်ဖတ်မယ်ဖတ်ပြီးတော့ကြရင်ဒီလိုရှင်းပြလိုက်ရင်ဆိုရင်ရပါပြီเนาะနောက်တစ်ပုဒ်သွားကြမယ်စာမျက်နှာ411လေးကိုတွားကြည့်မယ်ဒီဥပ္ပစ္စတိဇာရဏပညာတဲ့ဥပ္ပစ္စတိဆိုတာဖြစ်တာเนาะသူဖြစ်လိုက်မယ်ဆိုတာကိုသိမသိမေးမြန်းနေတဲ့เนาะအဲ့ဒီမှာမိသားမကြီးကဘာလို့မေးခွန်းလေးမေးတယ်လဲဆိုရင်လူတယောက်ကလည်းသူ့ကိုယ်သူနောက်ဘဝမှာပြန်ဖြစ်မဖြစ်ဆိုတာကို
သိနေသလားဒါမို့လေးမေးတဲ့အခါကျတော့မေးတဲ့အခါကျတော့ရှင်နဂတိတန်ကပြောတယ်သိနိုင်တယ်တဲ့နော်နောက်ဘဝပြန်ဖြစ်မဖြစ်ဆိုတာကိုသိနိုင်တယ်တဲ့အဲ့မှာဥပါရိယသူကရှင်းပြတယ်ဥမာတဲ့နော်လက်သမားတယောက်ကတဲ့စပားကိုစိုက်ပျိုးတဲ့အချိန်မှာတဲ့မိုးလေဝသကလည်းပဲကောင်းမွန်ပြီးတော့မှစပားပင်ကလည်းပဲရှင်းသန်နေတယ်ထိုပင်တွေကိုကြည့်ပြီးတော့မှနော်သူစပားတွေကိုအများကြီးရမှာပါလားဆိုပြီးမှကြိုတင်ပြီးတော့မှသိနိုင်တယ်ဒီလိုလေးမိထတာဖြစ်ပါတယ်ဒီမိကိုမှလည်းသိဆက်စပ်ပတိပဲဘာမှမရှိပါဘူးဒီလောက်လေးရလိုက်ဒီလောက်လေးမှတ်လိုက်ရင်ဆိုရင်ရပါပြီနော်နောက်ထပ်မိကိုလေးတစ်ခုသွားမယ်စာမျက်နှာ140မှ3ဒီမိကိုလည်းပဲအဓိပ္ပာယ်ကတော့ဖြင့်ဆရာကြီးကဒီအကျေတဝင်းဟောရတာရှိပါတယ်ပြဋ္ဌာန်းစာအုပ်လေးကိုနားလည်အောင်ဖတ်ပြီးတော့မှအဓိက main point လေးမှတ်ထားရင်ဆိုရင်ရပါပြီเนาะပါဠိလေးကဒီမိကုံးလေးနာမည်လေးကကျတော့ဓမ္မတန္တတိတဲ့เนาะဓမ္မဖြစ်စဉ်တဘာဝဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှမိကုံးလေးတွေမေးတယ်ပေါ့เนาะအဲ့ဒီမှာဦးဇင်းတို့ဗာလဲဆိုရင်เนาะအဲ့ဒီမှာတော့ဦးဇင်းတို့ကဓမ္မိတ်ဆွေများကပြဋ္ဌာန်းစာအုပ်လေးကိုနားလည်အောင်ဖတ်ရမယ်ပေါ့เนาะသူရဲ့ဆိုလိုရင်းအဓိပ္ပာယ်လေးကိုနားလည်အောင်လေးဖတ်ရမယ်ဖတ်ပြီးတဲ့အခါကျမှအဲ့ဒီကအဓိက main point လေးတွေကိုဦးဇင်းတို့မှတ်မယ်ပေါ့နော်မှတ်မယ်ဆိုတဲ့နေရာမှာဦးဇင်းတို့ဗာလေးနည်းနည်းအရင်မှတ်မလဲဆိုတဲ့အခါမှာကျတော့နော်ဒီမိလိန္ဒမင်းကြီးရဲ့အဖြေနဲ့ပတ်သက်ပြီးတော့မှရှင်နဂါတင်ကအဲ့ဒီမှာမိလိန္ဒမင်းကြီးကိုသူကမေးတယ်ပေါ့နော်ငယ်တဲ့သူနဲ့ကြီးတဲ့သူကတူသလားလို့မေးတဲ့အခါမှာကျတော့မိလိန္ဒမင်းကြီးကမတူဘူးလို့ပြောတယ်ပေါ့နော်အဲ့လိုပြောတဲ့စကားလေးနဲ့ဆက်ဆက်ပြီးတော့မှသူကဒီရှင်နာဂဒေနာရဲ့ဆိုရကတက်ပုံလေးတွေဒေါ်မိတ်ဆွေများသူတည်းမှန်ပေါ့နော်အဲ့လိုသူကဒီငယ်တဲ့ပုဂ္ဂိုလ်နဲ့ကြီးလာတဲ့ပုဂ္ဂိုလ်ကမတူဘူးလို့သူကမိန္ဒာမင်းကြီးကပြောတဲ့အခါမှာကျတော့ရှင်နာဂဒေနာကဒီလိုလေးဆိုရကတက်တယ်နော်ဒါဆိုရင်နဲ့မင်းကြီးမှာမိဘမရှိနိုင်ဘူးဆရာသမားဆိုလည်းမရှိနိုင်ဘူးအတတ်ပညာဆိုလည်းမရှိနိုင်ဘူးကိုကျင်တရားကောင်းသူပညာရှိသူဆိုလည်းမဖြစ်နိုင်ဘူးเนาะကလလရေကြီးလေကြီးလေးရဲ့အမေကတခြားတယောက်လာပေါ့เนาะအဲ့မှာအနှစ်တို့အမြုပ်တို့เนาะအနှစ်အမေအလုံးရဲ့အမေအဲ့ဒါမို့ဒီပေါ့เนาะအဲ့ဒါတွေကဒီလိုမိခင်ဝါတိုင်းမှာရှိတော့ကဒီမိခင်ကနောက်ထပ်တယောက်လာဆိုရပုံစံလေးပေါ့เนาะပြီးတဲ့ခါကျရင်ဆိုရင်အသက်ကြီးပြီးသွားပြီးနောက်မှာပါဆိုရင်အမေကတခြားတယောက်လားကြောင်းတဲ့ချိန်မှာတခြားတယောက်လားပညာဓာတ်ကြီးဖြစ်တဲ့ချိန်မှာเนาะမကောင်းမှုတွေကိုပြုတ်တဲ့အချိန်မှာရက်သေးစားတွေကိုကျွလွတဲ့အခါမှာအခြားတယောက်လားလို့ဒါမျိုးလေးသူကဆိုရကတက်တယ်ပေါ့เนาะဆိုရကတက်တယ်ပေါ့အဓိကကတော့ဦးဇင်းတို့ဗာလဲဆိုရင်ဒီဟွာပါပဲเนาะဒီငယ်ငယ်တုန်းကလူရဲ့အမေကတခြားတယောက်လားအခုရဲ့အမေကတခြားတယောက်လားဆိုတဲ့ပုံစံတော်မျိုးနဲ့သူကဆိုတော့ကတက်တဲ့ပုံစံလေးပေါ့ဗျာဒါလေးကစကွင်းမှာမေးခဲ့သည်ရှိတော့ပေါ့နားလေးအောင်ဖြစ်တဲ့ဇာလေးကိုဖတ်တာရင်ဆိုရင်မခက်ပါဘူးเนาะအဲ့ဒီမှာဦးဆိုဗာလိနည်းဦးဆိုနည်းနည်းမှအုံးမလဲဆိုရင်ပါဠိလေးကကျတော့ယတာတွန်ဒခရောတောယေဝတွန်ဣဒရခိမဟန်တော်တဲ့เนาะငယ်ရွယ်သူနဲ့ကြီးသူကတူသလားလို့အဲ့ဒီမေကိုနဲ့ပတ်သက်ပြီးတော့မှမိဒါမင်းကြီးရဲ့အဖြေနဲ့ရှင်နာဂဒေနာရဲ့အဖြေတွေကိုဦးဇနုဒီခွဲပြီးတော့မှလေ့လာကြအောင်ပေါ့နော်မိဒါမင်းကြီးကကြောက်ဘလို့အဲ့မေကိုနဲ့ပတ်သက်ပြီးတော့မှဘလို့ဖြေတယ်လဲဆိုရင် तू ကငယ်ရွယ်သူနဲ့ကြီးတဲ့သူကတခြားစီမတူဘူးလို့ तू ကဒါမလေးဖြေတယ်ရှင်နာဂဒေနာကတော့ तू အဲ့လိုဖြေတာမဟုတ်ဘူး तू ကဒီကာယကိုအကြောင်းပြုပြီးတော့မှဖြစ်တာကြီးဖြစ်တဲ့အတွက်ကြောင့်မို့တဲ့ငယ်ငယ်ကလူနဲ့ကြီးတဲ့သူကအတူတူပဲဆိုလို့မှဒါမျိုးလေးရှင်နာဂဒေနာကရှင်းပြတယ်ပေါ့နော်အဲ့ဒီဒေါ်မိတ်ဆွေများအဓိကမှတ်မယ်နော်နောက်မှဆိုဗာလိတဲ့မှအုံးမလဲဆိုရင်ကလလရေကြီးဒိဗရီနဲ့အဲ့ဒီကလလရေကြီးကအသက်ရှိမရှိဆိုတဲ့ပတ်သက်ပြီးတော့မှဥစဉ်မသားစီယာရှိတခုရှိတယ်ပေါ့နော်ဥစဉ်တို့ဒီမိခင်ဝမ်းတိုက်ထဲမှာအင်မတန်သေးငယ်တဲ့အဆက်ပြောက်လေးကိုကလလရေကြီးလို့ခေါ်တယ်ဒါကလလရေကြီးရဲ့ဒိဗရီပေါ့နော်အဲ့ဒီကလလရေကြီးနဲ့ပတ်သက်ပြီးတော့ယနေ့ခေတ်ဆေးပညာရှင်တွေကတော့ဖြင့်အသက်ရှိတယ်လို့သူကမယူဆကြဘူးမြတ်စွာဘုရားရဲ့ယူဆတော့ဖြင့်အဲ့ဒီကလရေကြီးစတည်တဲ့အချိန်မှာကအသက်ရှိတယ်လို့ဒါမျိုးလေးသူကဒီဗုဒ္ဓဘာသာကဒီလိုလေးဆိုတယ်ပေါ့ဗျာနော်အဲ့လိုလေးမှကြမယ်နော်နောက်ကကြောက်ဆိုဗာလိနဲ့မှအုံးမလဲဆိုရင်နော်လူသားတဦးကအမိဝမ်းတွင်းမှာအဆင့်ဆင့်ပြောင်းလဲလာပုံလေးတွေကိုအဘိဓမ္မာရှုထောင့်ကနေပြီးတော့မှလေ့လာကြမယ်နော်လူသားတဦးကအမိဝမ်းကနေပြီးတော့မှပထမရက်တပတ်လေးမှာရေပေါက်ဆိုကလလလေးဖြစ်လာတယ်နောက်ရက်တပတ်ကြာတဲ့အခါမှာကြာရင်ဆိုရင်ဒီအမြုပ်ဆိုတဲ့အပ္ပဒလေးဖြစ်လာတယ်နောက်ရက်တပတ်ကြာတဲ့အခါမှာကြာရင်ဆိုရင်အနစ်လို့ခေါ်တဲ့ပေတီလေးဖြစ်လာတယ်
နောက်ရတဲ့ဘကြတဲ့အခါမှာကြာရင်ဆိုအတုံးခဲလို့ခေါ်တဲ့ကရဏာလေးဖြစ်လာတယ်နောက်ရတဲ့ဘကြတဲ့အခါမှာကြာရင်ခက်မှငါးပါလို့ခေါ်တဲ့ဒီခေါင်းလက်နှစ်ဖက်ခြေနှစ်ဖက်ဒီပတာခါလေးဖြစ်လာတယ်အဲ့ဒီကနေကြာပြတဲ့နောက်မှာသပင်လေးခြေသေးလေးပေါက်လာတယ်ပေါ့နော်အဲ့လိုဒီအမိဝန်တဲ့ထဲမှာလူသားတစ်ယောက်ခါဖြင့်အစင်းစင်းလေးတွေပြောင်းလဲလာတယ်ဒါမှမဟုတ်မှတ်လိုက်ရင်ဆိုရင်ရပါပြီနော်ရေပေါက်အမြုပ်အနစ်အဆိုင်ခဲခက်မှငါးပြားခြေသေးလက်သေးဒါမှမဟုတ်စင်ကဲပြောင်းလဲလို့မှတ်လိုက်ရင်ဆိုရင်ရပါပြီနော်ကဲဟုတ်ပြီဒီမေကုမသူကဘာလို့မေးတယ်လဲဆိုရင်နော်လူတယောက်ကတေပြီးတဲ့အခါတဲ့မွေးတေပြီးတော့မွေးလာတဲ့အခါမှာမွေးလာတဲ့သူဟာတဲ့ခိုးတေသွားတဲ့လူလားသို့မဟုတ်တခြားတယောက်လားဆိုတဲ့မေကွန်းလေးကိုမေးတာပေါ့နော်နားလည်အောင်ပြောမယ်ဆိုလူတယောက်ကတေပြီးတဲ့နောက်မှာမွေးတဲ့အခါမှာကြိုင်မွေးတဲ့ပုံကိုယ်လေးကအရင်တေသွားတဲ့ပုံကိုယ်လားဒါမှမဟုတ်လည်းပဲဆိုရင်တခြားတယောက်လားဆိုတဲ့မေကွန်းတော်မျိုးလေးကိုမေးလို့ရင်ဖြစ်ပါတယ်နော်အဲ့ဒီမေကွန်းလေးကိုရှင်နာကတင်ကဖြေတယ်ဘယ်လိုလဲဆိုရင်လူတယောက်ကတဲ့တေပြီးတဲ့မွေးတဲ့အခါမှာမွေးလာတဲ့သူကတဲ့ခိုးတေသွားတဲ့သူလည်းမဟုတ်ဘူးတဲ့တိုးတော်လည်းပဲသူ့ကိုအမိပြုပြီးတော့မှဖြစ်တဲ့ပြင်းနဲ့သူနဲ့တော့ဖြင့်ဆက်ဆက်မှုတော့ရှိတယ်တဲ့နော်တေသွားတဲ့လူနဲ့အခုမွေးလာတဲ့သူတွေကတဲ့နော်ဒီတူတော့မတူတိုးတော်လည်းပဲဆက်ဆက်မှုတော့ရှိတယ်အဲ့ဒီမှာသူကဘာဥပမာနဲ့သူကရှင်းပြတယ်လဲဆိုရင်နော်နွားတို့ဥပမာနဲ့သူကရှင်းပြတာပေါ့နွားမတကောင်ကိုနှုတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နှုတ်ရပြီးတော့မှနောက်တဲ့ကြာကမှကြာရင်ဆိုအဲ့နှုတ်ကနေပြီးတော့မှဒီဒိန်ချင်းဖြစ်လာတယ်ဒိန်ချင်းကိုထက်ချက်တဲ့ကမှကြာရင်စီဥဖြစ်လာတယ်စီဥကိုထက်ချက်လိုက်မယ်ဆိုရင်ထောပဖြစ်လာတယ်အဲ့လိုစင်ကဲပြောင်းလာတာအဲ့လိုပြောင်းသွားခြင်းခါတဲ့နွားတို့ကိုအမိပြုပြီးတော့ပြောင်းလဲသွားတာဖြစ်တယ်ဒီသဘောတရားလေးကိုဒေါ်မိတ်ဆွေများကနားလည်ထားမှာဖြစ်တယ်နော်တူသလားလို့မေးတယ်ဆိုလည်းပဲမတူပေါ့ဗျာမတူလားဆိုလည်းပဲတူတယ်ဆိုပုံစံတော်မျိုးလေးကိုပြောလို့ရင်ဖြစ်ပါတယ်နော်အဲ့ဒီမှာဆိုဗာလီနဲ့မှအောင်မလဲဆိုရင်လူဝင်စားတဲ့သူတွေမှာတဲ့နော်ဘဝဟောင်းမှအမတ်သားတွေပလာတတ်တယ်ဆိုတာကဘာကြောင့်လဲဒါမှမဟုတ်သူကမေးတယ်ပေါ့နော်အဲ့လိုမေးတဲ့အခါမှာကျတော့မြတ်စွာဘုရားကပြေးတယ်နော်ဥပါဒံလို့ခေါ်တဲ့ဒီအစွဲလန်းကြောင့်မူဖြစ်တယ်နောက်ထပ်မေးခွန်းလေးတစ်ခုကစာမျက်နှာ122မှာရှိတယ်နော်နာမရူပပရိတန္ဒဟနပညာနာမရူပနာယုတ်ပေါ့နော်ပရိတန္ဒဟနဆိုတာကဆက်တာပိတ္တိတီတာပေါ့နော်ယုတ်နံတို့ရဲ့ပိတ္တိတီနေခြင်းနဲ့ပတ်သက်ပြီးတော့မှမေကွန်လေးမေးတယ်ပေါ့နော်အဲ့ဒီမှာဆိုဗာလေးနည်းနည်းမှတ်အောင်မလဲဆိုတော့အဲ့ဒီယုတ်နံလေးရဲ့အဓိပ္ပာယ်လေးတွေကိုမှတ်မယ်ပေါ့နော်ဒီရှင်နာဂဒေနာရဲ့အလိုရမှာကြရင်တော့ဖြင့်ယုတ်လေးကိုတော့ဖြင့်တိတာထင်ရှားတာကိုရုပ်လို့မှတ်လိုက်ပါနော်နံလေးကိုတော့ဖြင့်တိမ်မွေးပြီးတော့မှခက်ခဲတာကိုတော့ဖြင့်နံလို့မှတ်လိုက်ပါနော်အဲ့ဒါမျိုးလေးမှတ်မယ်နော်အဘိဓမ္မာလိုရမှာတော့ဖြင့်ရုပ်ဆိုတာကအပူအဟေးဆန့်ကျင်ဘက်အကြောင်းကြောင့်မူတိတိတာတာပြောင်းလဲဖြစ်ပေါ်တဲ့သဘောတရားတွေကိုရုပ်လို့ဒီလိုလေးမှတ်လိုက်မယ်ပေါ့နော်နံကတော့ဖြင့်နော်အာယုံဘက်ကိုကိုင်းညွတ်ခြင်းဥလဲ့ခြင်းသဘောကြောင့်မူနံလို့ဒါမျိုးလေးတွေမတူကြပြပုံလေးတွေကိုမှတ်မယ်နော်နောက်တစ်ခုကကျတော့ဝိပုဒ္ဓိမဲ့ကျမ်းလို့ကြရင်တော့ဖြင့်စားခြင်းဒါသွားခြင်းဒါဒီနံလို့မှတ်ပေါ့နော်စားနေတာသွားနေတာဒီရုပ်လို့ဒီလိုလေးမှတ်လိုက်မယ်နော်အဲ့လိုအဓိပ္ပာယ်တွေမတူတာကတဲ့ဒါမတူတာတွေဟာကွဲပြားမှုတော့မရှိဘူးတဲ့နော်ရှုထောင့်ခြင်းမတူညီတယ်လို့ဒါမျိုးလေးမှတ်ရမယ်နော်ဒါမျိုးလေးမှတ်ပေါ့နော်နောက်ဆိုဗာလီနဲ့မှတ်အောင်မလဲဆိုရင်လူရဲ့ခန္ဓာကိုယ်မှာတိတာထင်ရှားတဲ့ဒီရုပ်၅မျိုးကိုအဲ့ဒီမှာရှင်းပြတာရှိတယ်အဲ့ဒီရုပ်၅မျိုးဆိုတာကမျက်စိနားနာရှာကိုယ်ပေါ့ဗျာအဲ့လိုလေးဓဝမိတ်ဆွေများမှတ်ထားမယ်နော်နောက်တစ်ခုကဒီရဲ့မေကွန်လေးမှာအဓိကမေကွန်လေးကဘာလဲဆိုရင်နော်ဒီရုပ်နာတွေကအဘဲကြောင့်မို့ရုပ်ချီတက်တဲ့နံကြီးတက်ပိတန်တွေမတီးဘဲနဲ့နှမျိုးစလုံးပိတန်တွေတီးရတယ်လဲဆိုရင်ပတ်သက်ပြီးတော့မှသူကမေကွန်လေးမေးတယ်နော်မေးတဲ့အခါကျတော့ရှင်နာကတင်နာကဖြေတယ်ရုပ်ချီတက်တဲ့နံကြီးတက်ပိတန်တွေမတီးနိုင်ဘူးတဲ့နော်ပိတန်တွေမတီးနိုင်ဘူးတဲ့ရုပ်နံဆိုတာကအချင်းချင်းအပြန်လန်မိပြီးတော့မှဖြစ်ကြတာတဲ့နော်ရုပ်ကနံကိုနံကရုပ်ကိုအပြန်လန်မိတင်းပြီးတော့မှဖြစ်ကြတာရုပ်ချီတဲ့နံကြီးတဲ့ပိတန်တွေမတီးနိုင်ဘူးရုပ်နဲ့နံနှစ်ခုပေါင်းမှသာလျှင်ပိတန်တွေကိုတီးနိုင်နေနော်ဒါမျိုးလေးပြောတာပေါ့ဗျာနော်အဲ့ဒီမှာဥမာနဲ့သူကရှင်းပြတယ်လဲဆိုရင်ကြက်ဥဥမာနဲ့သူကရှင်းပြတယ်နော်ကြက်ဥမှာဆိုလို့ရှိရင်တဲ့နော်ဥဖြစ်ဖို့ရန်အတွက်ဒီ
အနှစ်လို့ခေါ်တဲ့ကရလရေကြီးဆိုတာလေးရှိတယ်တဲ့အဲ့ဒီကရလရေကြီးမရှိဘဲနဲ့ကြက်ဥဆိုတာလည်းမရှိဘူးတဲ့နော်ဒီဦးဇင်းတို့ဗာလဲဆိုရင်ဒီကရလရေကြီးအနှစ်လေးနဲ့ကြက်ဥအခွန်တွေကအပြန်အလှန်မီဝဲအပြန်အလှန်မီနေကြတာတဲ့နော်အတွင်းမှာအနှစ်မရှိဘဲနဲ့အခွန်မဖြစ်နိုင်ဘူးအခွန်မရှိဘဲနဲ့လည်းပဲဆိုရင်အတွင်းကအနှစ်တွေဆိုတာမရပ်တည်နိုင်ဘူးအဲ့လိုအပြန်အလှန်မီပြုတော့မှဖြစ်ရတဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးကစာပွဲမှာမေးပြီးသွားပါပြီနော်နောက်ဒီမှာဗာလေးနည်းနည်းမှတ်အောင်မလဲဆိုရင်ရုပ်သားရှိတဲ့ဘုံလေးမှတ်မယ်ရုပ်သားရှိတဲ့ဘုံလေးကကျတော့အတ္တညတဘုံလို့မှတ်မယ်နန္တာရှိတဲ့ဘုံလေးကတော့ဖြင့်အရူပဗြဟ္မဘုံလေးဒါဘုံလေးမှတ်လိုက်မယ်နော်ရုပ်နံတစ်ခုရှိတဲ့ဘုံလေးကတော့ဖြင့်လူဘုံဒီလိုလေးပဲစာပွဲမှာမေးစရာလေးရှိသေးတယ်နော်ဆက်သွားမယ်နောက်တစ်ဘုံနော်စာမျက်နှာ206မှာရှိတဲ့နာမရူပဧကထနန္ဒပညာရောက်နံဒီပင်လင်းနဘဝဖြစ်သလားဆိုနေပတ်သက်ပြီးတော့မှမေကွန်းလေးမေးတယ်ပေါ့နော်အဲ့မေကွန်းလေးကကျွန်တော်ဦးစိုးဘလို့ဗအဲ့ဒီမေကွန်းထဲမှာဗာလိဒိဗ္ဗေမသားစရာလေးတစ်ခုရှိတယ်လဲဆိုရင်နော်ပြန်လဲမွေးဖွားခြင်းဆိုတဲ့နေရာမှာဘယ်အရာတွေကပြန်လဲမွေးဖွားတာတော့ဒါမျိုးလေးပြောကြကောက်တယ်ဥပမာဆိုဆုံးကလူတယောက်ကမွေးဖွားတယ်ဆိုတာမွေးဖွားတယ်ဆိုတာကဘာကိုမွေးဖွားတာလဲဆိုတဲ့ဒိဗ္ဗေပါပဲနော်ပြန်လဲမွေးဖွားတယ်ဆိုတာကဒိဋ္ဌကပြောမယ်ဆိုတော့ယုံနံအနေနဲ့ပြန်မွေးဖွားတာကိုပြောတာဦးဇနိုပိတ္တနေတယ်မွေးဖွားတယ်ဆိုတာကယုံနံအနေနဲ့မွေးဖွားတာကိုဒါပြောလို့ရင်ဖြစ်တယ်ဒါမျိုးလေးပေါ့နော်ကဲနောက်တော့အဲ့မှာဒီသူ့ရဲ့ main point မေးခွန်းလေးကကျတော့ဗာလဲဆိုလို့ရှိရင်ဒီယခုလက်ရှိယုံနံဒီပင်လင်းနဲ့နောက်ဘဝကိုပြန်ဆက်သွားသလားတကယ်လို့ပြန်မဆက်ဘူးဆိုလို့ရှိရင်တဲ့ तू မကောင်းမှုလောက်ထားတဲ့အကုသိုလ်ကနေပြီးတော့မှဒီလွတ်သွားမှာလားဆိုတဲ့ပတ်သက်ပြီးတော့မှ तू ကအဲ့လိုမေးခွန်းလေးမေးတာပေါ့နော်မေးတဲ့အခါကျတော့ရှင်နာကတင်နာကဖြေတယ်နော်ယခုလက်ရှိဘဝမှာရှိနေတဲ့ယုံနံလေးကပြန်ဆက်နောက်ဘဝမှာပြန်ဆက်သွားတာမဟုတ်ဘူးတဲ့နော်ဒီယုံနံနဲ့ကုသိုလ်အာကုသိုလ်တွေကိုလောက်တဲ့ကံရဲ့အစွမ်းကြောင့်မှုအခြားယုံနံတွေအနေနဲ့ဆက်သွားခြင်းဖြစ်တယ်တဲ့နော်အဲ့လိုဆက်သွားခြင်းဖြစ်တယ်တဲ့နော်အခုယုံနံကပြန်မဆက်သွားဘူးဆိုလို့ရှိရင်ပိဋကနေမနေဘူးဆိုလို့ရှိရင်အာကုသိုလ်ကနေလွတ်သွားနေတာပေါ့တဲ့နော်အကြောင်းအကျိုးဆက်နေတဲ့အတွက်ကြောင့်မူအကြောင်းအကျိုးဆက်နေတဲ့အတွက်ကြောင့်မို့တဲ့သူလှုပ်ထားတဲ့မကောင်းမှုအာကုသိုလ်ကနေပြီးတော့မှတော့မလွတ်နိုင်ဘူးဒါမျိုးလေးကိုပြောတာနော်အဲ့ဒီမှာ तू ကဘာဥမလဲ तू ကရှင်းပြတယ်လဲဆိုရင် तू ကမီးမွေးတဲ့ဥမိုက် तू ကရှင်းပြတယ်နော်လူတယောက်ကဆောင်းဝါဒီမှာမီးမွေးတယ်မီးမွေးပြီးတော့ခါကျမီးမွေးပြီးတော့ခါကျရင်ဆိုရင် तू ကမီးလုံပြီးတဲ့နောက်မှာမီးကိုပညစ်တက်ပြီးနဲ့ထသွားတယ်အဲ့မီးကနေပြီးတော့မှအနီးနားမှာရှိတဲ့လေတွေကိုလောင်တဲ့အခါမှာကျတော့အဲ့ဒီလေပန်ရှိကနေသူ့ကိုဖမ်းပြီးတော့မှဘရင်ထံတရားဆွဲတယ်ပေါ့နော်တရားဆွဲတဲ့အခါမှာမီးလုံတဲ့သူကပြောတယ်ကျွန်တော်မျိုးသူ့ရဲ့မီးလေတွေကိုမရှို့ပါဘူးပေါ့နော်ဒီသူမီးလုံတဲ့မီးကတခြားနော်လောင်တဲ့မီးကတခြားဆိုပြီးမှအဲ့လိုလေးပြောတာပေါ့နော်သို့တော်လည်းပဲနော်ဒီသူ့ရဲ့ညင်းမှုကမရဘူးလေဘာကြောင့်မို့လဲဆိုရင်သူအစပြိုးခဲ့တဲ့မိကိုကြောင်းပြူဒီမှာလောင်တာဖြစ်တဲ့ကြောင့်မို့သူ့ရဲ့အပြစ်ဒဏ်ကနေပြီးတော့မှမလွတ်မြောက်နိုင်ဘူးဒီမှာလည်းပဲအဲ့လိုပဲเนาะကိုဒီယုံနံနဲ့လှုပ်ထားတဲ့မကောင်းမှုတွေကလည်းပဲနောက်ဘဝမှာပြန်လို့ရုံးထုတ်တာမရှိနိုင်ဘူးပေါ့ဗျာဒါမျိုးလေးကိုပြောတာပေါ့เนาะဒါလေးကစောင်းပွဲမှာတစ်ခါနေပြီးသွားပါပြီเนาะအဲ့ဒီမှာဗာလိနေမှသားစရာရှိမလဲဆိုရင်တေဂာနီကာလာမှာထင်လာတဲ့အောက်နမိတ်လေးတွေမှသားစရာရှိတယ်ကံရယ်ကမ္မနမိတ်ရယ်ဂရိနမိတ်ရယ်အဲ့နမိတ်လေးတွေ၃မျိုးခါတေဂာနီကာလာမှာကြာရင်ဆိုရင်ဒါထင်တဲ့အရာလေးတွေဖြစ်တယ်နောက်တစ်ပုတ်သွားကြအောင်ဆိုเนาะစာမျက်နှာဒီ390နဲ့မှခွန်အင်ညကာယသင်္ကမာနာတဲ့ယခုလက်ရှိကာယမှာအခြားကာယတို့ပြောင်းရွှေ့တော်တတဝါရှိမရှိနဲ့ပတ်သက်ပြီးတော့မှမေးမြန်းတယ်เนาะသူကမေးခွန်းလေးတစ်ခုမေးတယ်ပေါ့ဗျာလောကဒီလောကကြီးထဲမှာတဲ့လက်ရှိကာယတွေပြီးတော့အခြားကာယကိုပြောင်းရွှေ့တဲ့တတဝါဆိုတာရှိသလားလို့ပြောတဲ့အခါမှာကျတော့အဲ့လိုဒီလက်ရှိကာယကနေပြီးတော့တခြားနောက်ထပ်ကာယတစ်ခုကိုပြောင်းရွှေ့သွားတဲ့เนาะအတ္တတို့အသက်တို့လက်ပြတို့ဝိညာဉ်ကောင်တို့ပေါ့เนาะအဲ့ဒါတွေဆိုတာကမရှိဘူးတဲ့ဒါမျိုးလေးကိုပြောလို့ရင်ဖြစ်တယ်เนาะကဲဟုတ်ပြီအဲ့လိုယခုလက်ရှိကနေပြီးတော့မှနောက်ထပ်ကာယတစ်ခုကိုပြောင်းရွှေ့သွားတဲ့ဒီအတ္တတို့အသက်တို့လက်ပြတို့ဝိညာဉ်ကောင်တို့ဆိုတာမရှိဘူးဆိုလို့ရှိရင်တဲ့เนาะသူမကောင်းတဲ့လှုပ်ထားတဲ့အာကုသိုလ်ကနေပြီးတော့မှအဲ့ဒီပုဂ္ဂိုလ်ကလွတ်သွားတယ်သလားဆိုတဲ့ပတ်သက်ပြီးတော့မှသူက
မေကွန်လေးမေးတယ်ပေါ့ဗျာစောတော့ကမေကွန်လေးအဓိပ္ပာယ်ချင်းတူပါပဲเนาะအဖြေလေးကကျတော့ဗာလဲဆိုရင်เนาะဒီအကယ်၍တဲ့နောက်တစ်ဖန်ပြန်ပြီးတော့မှမဆက်ဆက်ပြည်တန်လေးမနေတော့ဘူးဆိုလို့ရှိရင်တော့တဲ့ဒီဘဝမှာလှုပ်ထားတဲ့အာကုသိုလ်တွေကနော်လွတ်သွားတယ်နေဆိုလို့ဟုတ်တယ်လေဦးဇတို့ဒီနောက်ဘဝပြန်ပြီးတော့မှမမွေးဖွားတော့ဘူးဆိုလို့ရှိရင်တော့ဒီလှုပ်ထားတဲ့အာကုသိုလ်တွေကနေလွတ်သွားနေတာပေါ့နော်လွတ်သွားနေတာပေါ့ဒါရဟနာဖြစ်သွားပြီဆိုရင် तू လွတ်သွားပြီလေနော်နောက်ဘဝမှာမရှိတော့တာဘူးနော်တကယ်လို့ဘာဆိုရင်ဒီဘဝကလိုက်မသွားပြီမယ်လို့တဲ့နော်ဘဝနှစ်ခုဟာအကြောင်းအကျိုးဆက်ဆက်မှုရှိတဲ့ကြောင့်မူမကောင်းမှုကံကနေပြီးတော့မှလွတ်မြောက်နိုင်ခြင်းမရှိဘူးเนาะအဲ့ဒီမှာဥစ္စာပါဆိုရင်တည့်သီးဥမာလေးနဲ့သူကဥမာလေးပြတတ်တယ်ပေါ့เนาะစောစောတုန်းကမီးဥမာနဲ့အတိုင်းပါပဲเนาะဒီမှာလည်းပဲတည့်သီးတပြားတည့်သီးခြံကိုသွားပြီးဒီမှာတည့်သီးခိုးတဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်ကိုလောကဝိရိယအပြစ်ဒဏ်ကဒီပြစ်ဒဏ်သိနေပေါ့ဗျာဘာကြောင့်မို့လဲဆိုရင်အဲ့တခိုးဟာเนาะဒီမူလစိုက်ထားတဲ့တရက်စီကပေါက်တာမို့လို့ဆက်ဆံမှုရှိတဲ့အတွက်ကြောင့်မို့သူကအဲ့ဒီပုဂ္ဂိုလ်ဟာအပြစ်ဒဏ်သိနေဒါမျိုးလေးကိုပြောလို့ရဖြစ်ပါတယ်ဆိုတော့ကဥမာနဲ့အတူတူပါပဲเนาะကဲဟုတ်ပြီဦးဇင်းတို့တော့ဗာလေးနည်းနည်းမှအုံးမလဲဆိုတော့ဒါလေးနည်းနည်းမှတ်ထားမယ်เนาะဘဝမှာအရေးအကြီးသည့်အယူဆအတိမြင်နဲ့ပတ်သက်ပြီးတော့မှမြတ်စွာဘုရားရဲ့ပြောဆိုချက်လေးတော်မျိုးစီများမှတ်ထားပါမြတ်စွာဘုရားကပြောတယ်လူတစ်ယောက်ဟာတဲ့လက်ရှိဘဝမှာကောင်းတာတွေလုပ်တယ်မကောင်းတာတွေလုပ်တယ်တဲ့အဲ့ဒီကောင်းမကောင်းတဲ့နော်အဲ့ဒီကောင်းမကောင်းတဲ့လုပ်တဲ့အလုပ်တွေကတဲ့နော်နောက်ဘဝကကိုနဲ့သာဆိုင်နေတဲ့ကိုပိုင်တဲ့အရာသာဖြစ်တယ်ကိုလုပ်တဲ့အရာတွေကနောက်ဘဝကိုယူသွားရမှာဖြစ်တယ်တဲ့နော်အဲ့ဒီကိုလုပ်ထားတဲ့ကံတွေကတဲ့ဘဝခရီးမှာအရေးပမာလိုက်နေမယ်တဲ့မိမိလှုပ်ထားတဲ့ကံတရားတွေဒီတတ္တဝါတွေရဲ့အထက်တန်းကြမှုအောက်တန်းကြမှုအစိုးကောင်းတွေကိုကံရပဲဖန်တီးတာဒါပလေးဒွားမိတ်ဆွေများမှတ်ထားပါတော့ဒါလေးနဲ့နော်စာမေးမှာမေးစရာကောင်းတယ်မမေးသေးပေါ့နော်နောက်တော့ဗာလေးနဲ့မှတ်အောင်မလဲဆိုရင်တတ္တဝါတွေရဲ့နောက်မှာအရေးပမာလိုက်နေတဲ့အရာသို့မဟုတ်တတ္တဝါတွေကိုအထက်တန်းကြအောက်တန်းကြဖန်တီးနိုင်တဲ့အရာကိုဖော်ပြပါဆိုရင်ဒါမိမိလုပ်ခဲ့တဲ့ကံတရားတွေကိုဒါမျိုးလေးဖြည့်ပြရမှာပေါ့နော်အဲ့ဒီမလိုက်ဆိုရင်ရပါပြီနောက်တစ်ခုကြောင့်ဗာလေးနည်းနည်းမှအုံးမလဲဆိုရင်နောက်ဘဝကိုယူလို့သွားလို့ရတဲ့အရာတစ်ခုကိုဖော်ပြပါဆိုရင်ကုသိုလ်နဲ့အာကုသိုလ်ဒီနောက်ဘဝကိုယူသွားကိုယ်တည်ဆောင်လို့တော့ရတဲ့အရာတစ်ခုပေါ့ဒါမျိုးလေးမလိုက်ဆိုရင်ရပြီနောက်ထပ်မိကုလေးတစ်ခုသွားကြည့်ကြအောင်ဆိုစာမျက်နှာ390အသင်္ကေမနာတဲ့ပရိသန္တခဏပညာဘဝကူးခြင်းကိုပတ်သက်ပြီးတော့မှမေးမြန်းနေနော်ဒီဘဝကတဲ့တစုံတရာပြောင်းရွှေ့၍ပါမသွားဘဲနဲ့တဲ့ဘဝသစ်မှာပိတ္တနေတည်နေသလားဥပါလိနဲ့တကွာရှင်းပြပါဒါမျိုးလေးသူကပြောတယ်ပေါ့ဗျာနော်အဲ့လိုပြောတဲ့အခါမှာကြရင်ဆိုလို့ရှိရင်ဖြင့်ဦးဇင်းတို့တွေကနော်ဒီဘယ်လိုလေးမှမလဲဆိုရင်ဒီဘဝမှာတစုံတရာပြောင်းရွှေ့၍ပါမသွားဘဲဘဝတိကိုပြိတ္တန်တွေနေနေတယ်ဒါမျိုးလေးမှတ်ရမယ်ဥမာလူတစ်ယောက်ကနော်စီမီထွန်းတယ်အဲ့ဒီစီမီကနေတဆင့်နောက်စီမီကိုကူးသွားတယ်နောက်စီမီလေးကပရမစီမီကကူးလာတာမဟုတ်သလိုလူတွေကလည်းပဲတဲ့သေဆုံးသွားတဲ့အခါမှာဒီဘဝယုံနံတွေကနောက်ဘဝကိုကူးပြောင်းသွားတာမဟုတ်ဘူးတဲ့သို့တော်လည်းပဲဒီဘက်ကယုံနံတွေကိုအကြောင်းပြုတော့မှနောက်ဘဝမှာပြိတ္တန်တွေနေခြင်းဖြစ်တယ်ဒါမျိုးလေးမှတ်လိုက်ရင်ဆိုရင်ရပါပြီဒီမေကုန်းမှာလည်းဒါလေးပဲရှိပါတယ်အခြားဘာမှသိထူးတယ်မရှိပါဘူးနောက်ထပ်မေကုန်းလေးတစ်ခုသွားကြည့်ကြအောင်နောက်ဆုံးမေကုန်းလေးပေါ့နော်စာမျက်နှာ490မှာဒွိနံလောကုတ္တရနံဒီသမကဘာဝပညာအကွာဝေးမတူသည့်ဘုံမှာဖြစ်တဲ့သတ္တဝါတွေကအချိန်တူသလားဒါဘိုးနဲ့ပတ်သက်ပြီးတော့မှသူကမေးတယ်နော်အဲ့ဒါဆိုတော့ဒေါ်မိတ်ဆွေများအဖြေလေးသွားကြည့်ရအောင်ပေါ့ဗျာနော်ဒီဘဝမှာတဲ့နော်သေဆုံးပြီးတော့မှနော်ဗြဟ္မဘုံမှာဖြစ်သောတတ္တဝါနဲ့ကတ္တမိတာအယတ်မှာဖြစ်တဲ့တတ္တဝါတွေကဘသူကပိုကြပြီးတော့မှဘသူကပိုမြန်တယ်လေဒါမို့လေးမိကုန်းလေးမေးတယ်အဖြေလေးကကျတော့အဲ့ဒီပုံကိုသေးတဲ့နှစ်ခုတွေကတဲ့ရောက်တာချင်းအချိန်အတူတူဖြစ်ပါတယ်တဲ့ဥမာသူကဘာရင်းနဲ့သူကရှင်းမတယ်လဲဆိုလို့ရှိရင်နော်ဒီမင်းကြီးနဲ့မိုင်နေရာလောက်ဝေးတဲ့ကတ္တမိတာအယတ်မှာကတ္တမိတာအယတ်ရဲ့တဲ့နော်
အဲ့ဒီမှာဒီမင်းကြီးနေတဲ့ဒီကလတိရွာနဲ့ယူဇနာနေရာဝေးတဲ့ကတ္တမီတာအရက်တွေကတဲ့နော်အဲ့နှစ်ခုပေါ့နော်အဲ့လိုကွာဝေးမတူတဲ့နေရာလေးကိုစိတ်ဖြင့်သွားမယ်ဆိုလို့ရှိရင်တဲ့အတူတူရောက်တယ်တဲ့အဲ့လိုပဲဒီဘွားကတည်ပြီးတော့မှဗြမပြည်ဖြစ်တာရဲ့ဗြမကတ္တမီတာဒေသဖြစ်တာရဲ့အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာအချိန်အားဖြင့်တူတယ်ဒါမျိုးလေးလို့ရှင်းမလိုက်ရင်ဆိုရင်ရပါပြီသူမှလည်းပဲဆက်စပ်မိကွန်းဆက်စပ်တိပဲဘာမှမရှိပါဘူး